ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ရွှေစု Audio Book Channel ကနေပြီးတော့ပရိသတ်များကိုကြိုဆိုပါရရှင်။ဒီနေ့မှာပရိသတ်တွေနားဆင်ရမယ့်ဇာတ်လမ်းလေးကတော့စာရေးသူရှင်မြတ်နိုးရေးသားထားတဲ့မိုးကောင်းကင်ကြီးသိပါတယ်ဆိုတဲ့ဇာတ်လမ်းလေးရဲ့အပိုင်းတစ်ကိုတင်ဆက်ပေးမှာပါ။ဇာတ်လမ်းလေးမစတင်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လေးနှိပ်သွားပေးကြပါအောင်နော်။ဒါဆိုရင်တော့ဇာတ်လမ်းလေးကိုစလိုက်ကြရအောင်ပါ။ကျမကတော့တင်ဆက်သူစုလိုက်မယ်ဖြစ်ပါတယ်ရှင်။မြင်းမားထေဝါတဲ့ခင်မီကုန်းတိုင်းအဆောက်အဦကြီးရှိမှာနောက်ဆုံးပေါ်နမနဲ့အနက်ရောင်ပရာဒိုကားကြီးတစ်စီးဟာထုံးရက်သွားတယ်။အဲ့ဒီကားပေါ်မှာပထမဦးဆုံးလူထွားထွားကြိုင်ကြိုင်ကြီးတဦးဟာသူ့ခန္ဓာကိုယ်ကြီးနဲ့လိုက်ဖက်မှုမရှိတော့တွက်လက်စွာဆင်းလာတယ်။ဒီအချိန်မှာပဲတစ်ဖက်ကတကားပေါက်လေးပွင့်ကနောက်ထပ်လူသားကြီးတဦးဟာဆင်းလာပြန်တယ်။သူတို့နှစ်ဦးရဲ့စိတ်အာရုံတွေကဘယ်ကိုမှပြည့်နှက်မှုမရှိသလိုသူတို့နှစ်ယောက်ရဲ့မျက်ဝန်းလေးတွေကလည်းကားကြီးရဲ့အထင်းကိုသာအစဉ်တစိုက်ကြည့်နေကြတယ်။အသင်းဖွင့်ပေးထားတဲ့တကားပေါက်လေးထဲမှာနောက်ထပ်ခြေထောက်လေးတစ်စုံထွက်လာတယ်။နမ်းမောင်ပြောင်းလဲနေတဲ့ရှူးဖက်နဲ့လေးကိုစီးထားတဲ့ခြေထောက်လေးတစ်စုံကဖြက်ကနေမြေပေါ်မမထောက်ရက်ပြီးတော့ကားပေါ်ကဆင်းလာတဲ့လူငယ်လေးတစ်ယောက်အဲ့ဒီလူငယ်လေးဆင်းလာပြီးနောက်မှာတော့ကားတကားကြီးဟာဒုံကနေပြန်ပိတ်သွားကနေရာကနေဘောကနေမောင်းထွက်သွားတယ်လို့လူတန်လူထွားကြီးနှစ်ယောက်ကလည်းကောင်လေးရဲ့နဘေးတစ်ဖက်တစ်ချက်စီကိုပြေးကပ်သွားတယ်။ပြီးတဲ့နောက်မှာသုံးဦးသားကုံတိုက်ကြီးရဲ့ဝင်ပေါက်တကားချက်ကြီးမှတဆင့်ကုံတိုက်ကြီးတွေကိုဝင်ခဲ့ကြတယ်။ထူးဆန်းလာတဲ့မြင်ကွင်းတစ်ခုမို့လူတိုင်းရဲ့အကြည့်လေးတွေကသူတို့စီကိုရောက်လာတယ်။တချို့ကအားကျစွာလှမ်းကြည့်တယ်လို့တချို့ကလည်းစတန်ထွင်နေဆိုတဲ့မနစ်မျိုးတဲ့အကြည့်လေးမျိုးရောက်လာတဲ့စမြဲပါ။ဘာပဲပြောပြောဒါရီအားလုံးကိုထွားထွားကြိုင်ကြိုင်လူတန်ကြီးနှစ်ယောက်ချန်ရန်ကြီးကိုခံထားရတဲ့လူငယ်ကောင်ကျော်လေးမိုးတောင်ရန်ကတော့ခံထားရရှိနေပါပြီ။သူ့ဘေကိုသွားကိုရတော်ဦးတီဟာကြီးနဲ့ဦးတီဝါကြီးတို့ညီကိုနှစ်ယောက်ကချန်ရန်လိုက်ပါမြဲပဲဖြစ်ပါတယ်။ဒါကလည်းဦးမိုးမြင့်ဆိုတဲ့ကောင်ကျော်လေးဒယ်ဒီရဲ့တစ်ချက်လို့အမိန့်ချောက်ပဲဖြစ်ပါတယ်။မိုးတောင်ရန်ဆိုတဲ့တူဦးရီတော်သားလေးကိုအရာရာမှာစိတ်မချနိုင်တဲ့ဒယ်ဒီဆန္ဒရအခုလိုသူတက်ဝင်လှုပ်ရှားနေရတာကြာတော့လေနေသားကြနေခဲ့ပြီဖြစ်ပါတယ်။မျက်နှာလေးတီတင်းကလိုအပ်တဲ့ပစ္စည်းတွေကိုသူရွေးချယ်ပြီးလက်ဘေးမှာဆွဲချင်းတစ်ယောက်တစ်လုံးစီကင်ထားတဲ့လူတန်ကြီးနှစ်ယောက်ရဲ့ချင်းနှောင်းနေတဲ့ပြစ်ထည့်နေတယ်။ဒီဝါကြီးတစ်ချိန်လုံးလူကြောကလေးမိုးတောင်ရဲ့အနောက်ကနေငိမ့်သက်စွာလိုက်ပါလာကြတဲ့လူထွားကြီးနှစ်ယောက်နဲ့မှတယောက်ရဲ့ခေါ်တန်ထွက်လာတယ်။ဘာလီတီဟာကြီးချင်းနှောင်းနဲ့ပစ္စည်းပြည့်နေပြီ။ငွေရှင်းကောင်တော်မှာသွားထားလိုက်တော့အေးဒါဆိုမင်းတွေကပစ္စည်းတွေပါထည့်ပေးလိုက်တီဟာကြီး။ကိုရင်တော်ဦးတီဟာကြီးနဲ့ဦးတီဝါကြီးတို့ညီကိုနှစ်ယောက်ရဲ့စကားတန်ကိုကြားပြီးမဲ့လေမိုးတောင်ရဲ့လှဲမကြီးဖြစ်ပါဘူးပစ္စည်းတွေကိုစိတ်ကြိုက်လိုက်ကြည့်နေမိစေပဲဖြစ်ပါတယ်ဦးတီဟာကြီးတို့အလုံးရှုံနေတာကိုမစောင့်နိုင်စွာသူ့အနောက်ဘက်ခြမ်းကပစ္စည်းတွေထားတဲ့စင်ဘက်ကို꿰ဝင်လိုက်တယ်ဟာအမလီတစ်ဖက်ကရှောက်လာတဲ့လူတအူးကိုအရှိန်နဲ့ဝင်တိုက်မိသွားတယ်ဟာ sorry အော်အာနာလာစွာတစ်ဖက်ကတိုက်မိသူဟာမိန်းကလေးတယောက်မလို့သူတောင်းပန်လိုက်စေအနေငယ်ဆိုင်နေသွားတဲ့အဲ့ဒီမိန်းကလေးကလည်းသူ့စီပြန်လှည့်ကတောင်းပန်တဲ့ဆုံးကနှစ်ဦးသားငေးကြောင်ကြည့်မိသွားတယ်မိုးတောင်ရင်တယောက်တစ်ဖက်ကအမျိုးသမီးလေးကိုမျက်လုံးပြူလေးနဲ့ငေးဆိုင်ကြည့်နေမိတယ်အသည့်အာယုံမှာတတင်ကတွေးဝေသွားရတယ်အသက်ရှူတန်လေးတွေတော့မပန်ချင်တော့နှလုံးခုန်တန်တွေကတတိန်တိန်မြည်ဟီးသွားရတယ်တန်တာရောင်ထူတွဲတွဲနှက်ခမ်းလေးဝိုင်းခါသွားရတယ်မတော်တဆမှုလေးကြောင့်ဖြည့်ရှင်းကတောင်းပန်စကားဆိုရမယ့်စာမျက်ဝန်းလေးထဲမှာမယုံကြည်နိုင်လောက်အောင်နုသစ်လန်းဆန်းနေတဲ့မျက်နှာလှလှလေးကိုပဲအာမနာစတဲ့ငေးဆိုင်ကြည့်မိသွားရတယ်ခင်မီလာပါတဲ့အဝတ်စားဒီဇိုင်းလေးနဲ့ပြုတ်ပြုတ်ဖြောင်းဖြောင်းစပင်းပုံစံလေးနဲ့ကောင်မလေးတယောက်မျက်ဝန်းနဲ့တောက်တောက်လေးတွေကဝိုင်းဆက်နေတယ်ဈေးဟောတောင်လိုကော့ပြန်နေတဲ့မျက်ခုံးလေးတွေနဲ့တစ်ဖက်သားရဲ့ရှင်ခုံတန်တွေကိုမိုင်းနှုံးမြောင်ဆွဲတင်နေတဲ့စူးရှရှညှို့မြုပ်ဝလေးထဲမှာမိုးတောင်ရန်တယောက်လွှဲဖေရှုံထွက်ဖို့မေ့လျော့နေခဲ့တယ်သူ့အကြည့်လေးတွေဟာအဲ့ဒီမျက်ဝန်းလေးမှာတဆင့်သူမရဲ့ချွန်သွဲ့သွဲ့နှာတဲ့ဆင်းဆင်းလေးစီကိုရောက်သွားရတယ်ပြီးတဲ့နောက်မှာတော့နှင်းစီဖူးပုံငုံခဲနေတဲ့နှက်ခမ်းလေးနှလားစီအရောက်မှာတော့သူ့ရှောင်ရမ်းကဖျားတမိသွားတယ်မြတ်စွာဘုရားကဲပါနေသိမ်းလာတဲ့တတွေ့ကိုကြပြကြရမြူချလိုက်ရသူကမိုးတောင်ရန်ရဲ့ပါလှလိုက်ပါပြီဆက်ဆက်ယူနေအောင်လှတဲ့ကောင်းပါလေးပါပဲဘသူသားသမီးလေးပါလေမိုးတောင်ရန်ဆိုတဲ့အေးဆက်ဆက်နေတတ်တဲ့သူ့ခန္ဓာကိုယ်တစ်ခုလုံးထူပူရှိမ့်ပြသွားဖန်ဆားနိုင်လို့နေသူလေးကဘသူသားသမီးလေးပါလေနော်ရှင်ခုံတန်တွေကဘလို့ထိန်ချုံရမယ်မသိအောင်ဗယံပတာခုံလုံနေတော့တယ်ဝင်းဝါဆိုရှုံးနဲ့ရွှေဝါရောင်တန်းနေတဲ့အသားဝင်းမမို့လေးနဲ့အလှကြီးလှနေတဲ့ကောင်မလေးကလည်းသူ့မျက်နှာလေးစီကိုတအံ့တော်ကလေးငေးကြည့်လို့နှစ်ဦးစလုံးဘာစကားမှမပြောမိပဲတယောက်ကိုတယောက်မလွဲပေစတဲ့ငေးဆိုင်ကြည့်နေမိကြတယ်မိုးတောင်ရဲ့အကြည့်တွေလွှဲဖေရမှကြောက်နေမိတယ်ကိုကျဲအင်ကြီးဆွဲသားလေးကြောင့်ခန္ဓာကိုယ်တစ်ခုလုံးရဲ့အလှတရားတွေကအထင်းသားအရှင်းသားမြင်တွေ့နေရတယ်
မိုးမောက်နေတဲ့ခက်ချီချီရှင်ကလေးအောက်ကချက်ချင်းရရက်ဝမ်းသားပြင်းလေးနဲ့အတူတေးချင်းချင်းခါလေးကလေတိုးရင်ကျိုးမှဆိုးရတယ်။အဲ့ဒီခါလေးရဲ့အောက်မှာတော့စွင့်ကားနေတဲ့တင်းလုံးလုံးလေးကဝစ်ထားတဲ့စကက်အကျက်လေးကြောင့်ထင်းထင်းကြီးပေါ်လွင်နေတယ်။ပြီးပြည့်စုံတဲ့အလှတရားတွေဟာညီကသူပူရိသယောက်ျားတွေဖို့တော့ရင်တွေပန်းတွေတုံချင်စရာပါပဲ။လက်ဝဲလက်စားကိုဖန်စီကလေးတောင်ဝစ်ထားပေမဲ့အကောင်းစားတရေဆွဲအိတ်လေးနဲ့တူလက်တစ်ဖက်မှာကင်ထားတဲ့ခေါင်းဟန်ဖုန်းလေးကိုကြည့်ချင်းအဖြစ်သူမလေးရဲ့အဆင့်ဟာတိတ်တော်မခေလောက်။မိုးတောင်ရဲ့နှကန်းသားလေးတွေပြုံးသွားရတယ်။မျက်ဝန်းလေးတွေထဲချစ်ရည်လေးတွေလူးသွားရတယ်။မြင်မြင်ချင်းရင်ခုန်သွားတဲ့သူ့အဖြစ်ကိုသူ့ကိုယ်သူသာသိတယ်။ညို့ရည်မျက်ဝန်းဆူဆူကြီးတွေနဲ့ခန္ဓာကိုယ်တစ်ခုလုံးခြေစုံခေါင်းစုံစိုက်ကြည့်နေတဲ့ကိုလူကျော်ကြီးရဲ့အကြည့်လေးတွေအောက်မှာအိန္ဒြေရှင်ဆိုတဲ့ကောင်မလေးရဲ့ခန္ဓာကိုယ်လေးတေးကြုံသွားတယ်လို့ခံစားလိုက်ရတယ်။ဈေးဝယ်သူတွေအလုံးများတဲ့ဒီကုန်းတိုက်ကြီးထဲမှာလူတစ်ယောက်နဲ့တစ်ယောက်အခုလိုဝင်တိုက်မိတာအထူးအဆန်းမဟုတ်လာပေမဲ့အိန္ဒြေရှင်ဝင်တိုက်မိတဲ့ကိုလူကျော်ကိုတော့စိတ်ဆိုးရန်တွေးမိဖို့ဝေးစွာမြင်မြင်ချင်းရင်တွေပေါက်ထက်မတက်ခုံကစိတ်ဝင်စားသွားမိရဆိုရင်လူများလုံသွားမလားမြင်မားတဲ့အရှမ်းမောင်ဖြူနုလက်ဆက်ရှင်းသက်နေတဲ့အသားရည်လေးကြောင့်ငယ်နုနေတဲ့သူ့အသွင်လေးကပိုလို့တောင်မှထင်းနေတယ်။ယောက်ျားပြီးသားစွာစစ်လက်တောင့်တင်းနေတဲ့ခန္ဓာကိုယ်တောင့်တောင့်နဲ့လိုက်ဖက်စွာအိုးသားပြုံးဝါနုနုရှက်လက်ရှည်လေးနဲ့စတိုင်ဘက်အနှဲ့ရောင်လေးကိုတည်တဲ့ကြားနာစွာတွဲဝင့်ထားတဲ့သူ့အသွင်ကကိုရီးယားမင်းသားတယောက်လိုပဲထင်ရတယ်။သူဘသူလဲရင်သူ့ကိုမြင်လိုက်တာနဲ့စိတ်ထဲကအလိုလိုပြုံးဝင်ကကြည်မွေ့သွားမိတဲ့အင်ဒရီရှင်အဖြစ်ကိုအဲ့နောက်မှအောမိပါရဲ့ချောလိုက်တာထူတန်းနေတဲ့မျက်ခုံးထူထူအောက်ကခက်ပြပြမျက်ဝန်းလေးတွေကသူမရဲ့အသိစိတ်တွေဝေးလွင့်သွားဖန်ဆာခြင်းခံလိုက်ရတယ်။နားရန်ချုံချုံနှကန်းမွေးခက်စိမ့်စိမ့်ရေးရေးလေးကြောင့်လူချောနေတဲ့သူ့မျက်နှာရေရသူနှင်းစီမာလေးတွေရဲ့အာယုံကိုနှုတ်ခက်ဖန်ဆာတော့မှအမှန်ပါပဲ။ယောက်ျားပြည်သားစွာအနှင်းငယ်ထူရောက်ရောက်နှကန်းနှလွားမှာကြည်မွေးတဲ့အပြုံးရည်လေးရှက်တန်းနေတာကအင်ဒရီရှင်စိတ်တွေကိုမယိုးမရွလေးလှုပ်ရှားနေစေတယ်။အင်ဒရီရှင်လက်ရှိသူမဖြစ်ကိုတတိလေးမေးလျော့နေမိတယ်။သူမကိုလူကျိုးရဲ့ညှို့မြတ်ဝန်နေနဲ့ဖန်ဆာမှုအောက်မှာမျောကျင်တိုင်းမျောပါနေမိတယ်။အင်ဒရီရှင်ရဲ့နဲ့အမျိုးမြင်မသိတဲ့ဝေဒနာခံစားချက်နုနုလေးကပြင်းညင်းစွာတွန်းဝင်လာရပြီးရှင်ခုန်တန်လေးတွေမြန်ဆန်ကခြေပြားလက်ဖြားလေးတွေတောင်မှအေးဆက်ထုံကျင်လာရတဲ့အထိဖြစ်ရတယ်။တိုရှင်းရှင်းစပင်လေးကြောင့်လူချောနေတဲ့မျက်နှာလေးစီအကြည့်လေးတွေကမခွာနိုင်။ဟဲရှာလိုက်ရတာ။သမီးလေးကဒီနေရာကိုရောက်နေတာ哦။လာပြန်ကြရအောင်။သမီးလေးရဲ့ဒယ်ရီကဖုန်းဆက်တယ်ပြန်လာခဲ့ပါတဲ့။နောက်နေ့မှဝေးစားရှိရထုတ်ဝေတော့ကွယ်။ရှင်ဟုတ်ကဲ့အနောက်ကရောက်လာတဲ့ဒေါ်ကြီးချမ်းဆိုတဲ့အိန္ဒြေရှင်အထင်းတော်ကြီးရဲ့စကားကြောင့်တတိပြန်ဝင်သွားရကအိမ်ပြန်ဖို့နောက်ကနေလိုက်သွားရတော့တယ်ခန္ဓာကိုယ်ထွားနဲ့အမျိုးသမီးကြီးဒေါ်ချမ်းကအိန္ဒြေရှင်လက်ကိုခတ်တင်းတင်းဆွဲကခေါ်သွားတယ်သူမအနောက်မှာတော့အဆောင်ရှောက်ကိုရဲ့နော်ကြီးကြားပေါက်ကြားဆိုးညီကိုနှစ်ယောက်ကပ်ပြီးတော့လိုက်ပါလာတယ်အဲ့ဒီလူထွားကြီးနှစ်ယောက်ရဲ့ခန္ဓာကိုယ်ထွားကြီးတွေ꿰လိုက်မှုကြောင့်အိန္ဒြေရှင်ကိုလူကျော်လေးကိုမမြင်ရတော့ဘူးနှုတ်ဆက်ချင်းလေးတောင်မရလောက်အိန္ဒြေရှင်တို့လမ်းခွဲလိုက်ရတယ်မိုးတောင်ရံကတော့မြေခွေးလေးထဲမှာထူးဆန်းလွန်းလာတဲ့အဖြစ်ပြက်လေးကိုငေးချောင်ကြည့်နေမိရမှအတိပြန်ဝင်လာရကခြေလမ်းတွေကိုတွက်နေအောင်လှမ်းလိုက်တယ်။တတိယရခြင်းပဲသူမလေးတို့နောက်ကိုပြေးလိုက်မယ်အပြု။ဒါကဘေးသွားမလို့လဲမိုးတောင်ရဲ့။သူလက်မောင်းတစ်ဖက်ကိုစက်ကနေလှမ်းဆွဲလိုက်တဲ့ဦးတီဟာကြီးပြန်တော့မယ်ဦးတီဟာဝေးရှင်းပြီးကားစီလိုက်ခဲ့။ဟေးကျွန်တော်သွားနေပြီ။အော်အေးမိုးတောင်ရဲ့စကားစာကိုဖြတ်ပြီးသူမလေးတို့အုပ်စုထွက်သွားရာထွက်ပေါက်တကားစီကိုအပြေးလိုက်မိတယ်။သူ့ရင်တစ်ခုလုံးတစ်စုံတစ်ခုကိုဆုံးရှုံးလိုက်ရတော့မှာပါလားဆိုတဲ့အသိကြောင့်ပူပြင်းလောင်မြိုက်လို့နေတယ်။သူအပြင်ဘက်ကိုရောက်ကောင်မလေးတို့ကားလေးကသူ့မျက်ဝန်းရှိကနေဝေါကနေမောင်းထွက်သွားတာကိုမြင်လိုက်ရပါတယ်။ကောင်မလေးရဲ့မိုးတောင်ရဲ့ရှင်တွေကနေအကျယ်ကြီးအော်ဟစ်ကခေါ်လိုက်မိတယ်။ကားမယ်လေးတွေကတဆင့်ခေါင်းလေးငယ်ဆောင်ကသူ့ကိုငေးဆိုင်ကြည့်သွားတဲ့သူမရဲ့မျက်ဝန်းလေးတွေကတိတ်တဆိတ်နှောင်တွယ်မှုလေးကိုလည်းမိုးတောင်ရဲ့မြင်ဖြစ်အောင်မြင်တွေ့လိုက်ရပါတယ်။မင်းလေးကိုခင်တွေ့သွားပြီမဟုတ်လားမိန်းကလေးရဲ့မင်းရဲ့မျက်ဝန်းလေးတွေကိုကြည့်လိုက်တာနဲ့တင်ကိုမှန်းဆလို့ရသွားပါပြီမိန်းကလေးရဲ့ဒါပေမဲ့လေကိုရိုနီယာရဲ့တွေးဆောင်မှုတွေကဒီလောက်ထိတော့အချိန်နှဲပါဖို့မကောင်းပါဘူးကွာမိန်းကလေးရဲ့မင်းဘယ်ကလဲဘယ်မှနေရလဲမိန်းကလေးရဲ့ကိုရင်တွေကိုခွန်အောင်လှုပ်နှိုးသွားတဲ့မင်းကိုနောက်တစ်ချိန်ထပ်ဆောင်ချင်ပါသေးတယ်ရှင်လေးကခန်းစားနေရတဲ့ခန်းစားချက်တွေကိုလည်းဖွင့်ပြချင်သေးတဲ့မိန်းကလေးရဲ့ကောင်မလေးကိုတင်ဆောင်ပြီးခေါ်သွားတဲ့ကားလေးကတဖြည်းဖြည်းသူ့မြင်ကွင်းလေးတွေကပြက်ကွယ်သွားတယ်အဆွေးကြီးဆွေးကြံရိတ်ခဲ့သူကမိုးတောင်ရံမယ်မိုးတောင်ရံကားရောက်နေပြီလေသွားကြစို့ဦးတီဟာကြီးတို့သူ့အနာဘယ်ချိန်ရောက်နေမှန်းတော့တတိမထားမိဘူးမိုးတောင်ရဲ့စိတ်တွေရှော့ချလိုက်ပြီးတော့ကားလေးပေါ်လှမ်းတက်ဟာသူ့စတိုင်ဘက်အနက်လေးရဲ့အောက်အနားဆလေးမှာ
စိတ်တွယ်နေတဲ့အရာဝတ္ထုလေးတစ်ခုကိုတွေးလိုက်ရတယ်။ဘာဆိုတာတသေးကွယ်ကွယ်မသိပေမဲ့မိုးတောင်ရဲ့စိတ်တွေအလှရှားကြီးလှုပ်ရှားသွားရတယ်။ဦးတီဟာကြီးတို့မသိအောင်ဖြုတ်ယူလိုက်ပြီးမောင်းမီအိတ်ကက်တဲ့ထိုးတဲ့ကဟန်မပြတ်ထိုင်နေမိတယ်။ကားနောက်ခံနဲ့ပစ္စည်းထုတ်တွေတင်ပြီးဦးတီဟာကြီးတို့ညီကိုကားပေါ်ပြန်တက်လာတာနဲ့ကားလေးဟာမောင်းထွက်သွားမိတယ်။မိုးတောင်ရဲ့စိတ်တွေလောနေမိတယ်။ကားကိုအိမ်ပြန်ရောက်မောင်းခိုင်းနေမိချင်တယ်။သိချင်တယ်ဘာလေးလဲဆိုတာအရန်ကိုသိချင်နေတယ်။သိချတာတစ်ခုကတော့မိုးတောင်ရဲ့နဲ့သူမလေးတို့အမတ်မတင်ဝင်တိုက်မိရမှသူမလေးထံမှကြာချန်ခဲ့တဲ့ပစ္စည်းလေးတစ်ခုသာဖြစ်ရမယ်။သူ့ဘောင်းမီအောက်နားလေးပေါ်ကျပြီးတွေ့ချိတ်ပါလာခဲ့တာပဲဖြစ်နိုင်တယ်။ဒါကံကြမ္မာကပြီးတဲ့ချစ်သူလက်ဆောင်ပဲ။တိုက်ကြီးရှိမှကားလေးထိုးရလိုက်တာနဲ့ကြပြကြရစင်းကအိမ်ကြီးထဲဝင်ပြီးသူ့အခန်းရှိရာအပေါ်ထက်ကိုပြေးတက်လာခဲ့တယ်။အခန်းထဲရောက်တာနဲ့အခန်းလောချကအိမ်ထဲကပစ္စည်းလေးကိုထုတ်ယူကြည့်လိုက်တော့သူ့လက်ကလေးထဲမှာပါလာတာကရွှေရောင်ရင်တိုးလေးတစ်ခုရင်တိုးလေးတစ်ခုပါလားရွှေရောင်နှင်းစီရင်တိုးလေးတစ်ခုဖြစ်နေတယ်။အပွင့်လေးကစိန်ပွင့်အသေးလေးတွေနဲ့ပုံဖော်ထားတယ်။ရင်တိုးလေးအမတ်တရပစ္စည်းလေးစဉ်းစားလိုက်တော့ကောင်မလေးရဲ့ချစ်စပွဲမျက်နှာလှလှလေးဟာပြန်ပြီးတော့ပေါ်လာတယ်။မိုးတောင်ရဲ့နှကန်းလေးတွေပြုံးသွားတယ်။သူမလေးရဲ့နာမည်လေးတော့တီးခွင့်မရပဲခွဲခွာခဲ့ရတဲ့အဖြစ်ရဲ့ပါ။ကောင်မလေးရဲ့ကိုမင်းလေးကိုဒီနေ့ကစပြီးနာမည်လေးတစ်ခုပေးထားလိုက်တယ်နော်။မမက်တတကိုစီကိုရင်တိုးလေးတစ်ခုမင်းနဲ့အတူတပြိုင်တည်းမှာရှောက်လာလို့မင်းနာမည်လေးကိုရင်တိုးလေးလို့ခေါ်မယ်နော်။ရင်တိုးလေးရဲ့ကိုမင်းလေးကိုမြင်မြင်ချင်းပဲဆွဲလဲမိသွားရပြီချစ်ရဲ့ကိုမင်းလေးနဲ့နောက်တစ်ချိန်ဆုံတွေ့မရစီကွာဒုတိယချိန်ကိုရှိကိုပေါ်ထွက်လာပါအောင်မင်းကလေးရဲ့အိန္ဒြေရှင်းစိတ်တွေဘာကြောင့်မှမသိမနေ့ကဝင်တိုက်မိတဲ့ကိုလူကျော်လေးစီရောက်နေတယ်ဆဆတော်သူမဘာတွေလုပ်နေအာယုံထဲမှာကိုလူကျော်လေးရဲ့အရှိတ်တွေစိုးမိုးခံနေရမြဲပဲသူမရဲ့အုံနောက်ထိန်ကိုလူကျော်လေးရဲ့အကြောင်းလေးတွေကဖျောက်ပြက်မရအောင်အတွေးတွေနဲ့ရှုပ်ရှက်ခတ်နေစေဖြစ်ပါတယ်မော်ဘီနဲ့ဒေရီရဲ့အရှာရှာအလိုလိုက်ခံရပေမဲ့ရီးစားမထားရဘူးဘယ်ယောက်ျားလေးနဲ့မှရင်းရင်းနှီးနှီးမနေရဘူးဆိုတဲ့အမိန့်လေးကြောင့်အိန္ဒြေရှင်းကောင်လေးတွေကိုခက်ကင်းကင်းနေခဲ့တယ်သူတို့အနာကက်လာရင်ပဲအိန္ဒြေရှင်းအတွက်တကယ်ပြဿနာဖန်တီးပေးမဲ့ပြဿနာကောင်လေးတွေဆိုပြီးဝေးဝေးရှောင်ခွာခဲ့တာလေကောင်လေးတွေကလည်းသူမအနာအောင်မကက်ရဲကြပါဘူးသူမပြီးမှကိုရတော်ကြီးကြားပေါင်းနဲ့ကြားဆိုးကြီးတို့ကအမြဲတစေစောက်ကြည့်နေခဲ့တာအခုတော့မထင်မဲ့စွာအိန္ဒြေရှင်းသူနဲ့တိုက်မိခဲ့ရတယ်ညှိုးမြတ်ဝန်ပြလဲလဲလေးအောင်မှာရုံးထွက်နိုင်တဲ့အင်အားတွေမဲ့ပြီးသူမရဲ့အသိစိတ်တွေကင်းကွာသွားရတယ်သူမကိုသူမအံ့ဩမိတယ်ဘယ်လိုဖြစ်သွားရတာပါလဲတေချာတာကတော့အိန္ဒြေရှင်းသူ့ကိုမြင်မြင်ချင်းဆွဲလန်းသွားမိပြီရှက်အဝါနုရောင်လေးကိုစတိုင်ဘက်အနှဲ့ရောင်လေးနဲ့တွဲဝှက်ထားပြီးရှင်းသက်နေတဲ့သူ့အသွင်လေးကရင်တွေခုန်လှုပ်သွားတဲ့အထိသူမရဲ့နှလုံးသားတွေနှက်ဆိုင်စွာတိုးဝင်သွားခဲ့တာလေမောင်မီကပြန်ခေါ်လို့သာပြန်လာရတာသူနဲ့ခွဲပြီးပြန်လာခဲ့ရတာအိန္ဒြေရှင်ဝမ်းနဲ့ကြည်ကွဲလို့မဆုံးတော့သူမထွက်သွားတာနဲ့တိတ်မကြခင်မှာပဲသူလည်းအပြင်ကိုထွက်လိုက်လာတာကားလေးပဲလှိမ့်အထက်မှာအိန္ဒြေရှင်မြင်လိုက်ရပါတယ်ဒါပေမဲ့ဒရိုင်ဘာကြီးအပန်းဆန်ကတော့ကားလေးကိုမရက်တော့ပါဘူးအိန္ဒြေရှင်တို့ကားလေးကသူ့ရှိရနေသူနဲ့ဝေးအောင်မောင်းသွားချိန်မှာတော့သူမရှင်နဲ့နင့်ကနေခန်းစားလိုက်ရပြီးမျက်ရည်လေးတွေတော့ဝေးဝဲသွားရတယ်အိန္ဒြေရှင်ဘာဖြစ်သွားတာလဲတကယ်ဆိုအခုလေးတွေမှာသူနဲ့ဆုံတွေ့ခဲ့ရတာပါဒါကိုအလွန်မမောမိတဲ့အရာလေးတစ်ခုဆုံရှုံလိုက်ရတယ်လို့နှမျိုးတသားစိတ်တွေကသူမရင်တစ်ခုလုံးကိုစီးမျောနေတာသူ့အနာကိုပြန်ပြီးပြေးသွားလိုက်ခြင်းစိတ်တွေကတားဆီးမရအောင်ဖြစ်ရတာအံ့ဩစရာပါပဲဒုက္ခပါပဲနော်အိန္ဒြေရှင်ဘာတွေဖြစ်နေပြီလဲဆိုတာကိုကိုတော့စဉ်းစားမရတကယ်ဆိုအိန္ဒြေရှင်ကမိန်းကလေးတစ်ယောက်လေစိတ်ထဲရှိတာတွေကိုလူကလိုက်လို့ပဲဖြစ်မလဲကိုလူကျော်ရင်အိန္ဒြေရှင်ကိုလူကျော်နဲ့ထပ်ဆုံချင်ပါသေးတယ်တကားခောက်တန်းချောက်အိန္ဒြေရှင်လက်ရှိအခြေအနေကိုပြန်တတိယသွားတယ်သူမတင်တန်းသွားရမယ့်အချိန်ပဲကြည်စမ်းအားတစ်ခုမှလေသူမမပြင်ဆင်ရသေးပါလားထိုအေးချမ်းအောင်လာခေါ်နေပြီဘယ်လိုလုပ်ရမလဲတင်တန်းကိုမသွားချင်ဘူးမနေ့ကသူနဲ့ဆုံခဲ့တဲ့ကုံထိုက်ကြီးစီကိုပဲသွားချင်တာသူနဲ့နောက်ထပ်ဆုံတွေ့လို့ဆုံတွေ့ညာပေါ့တေးကြတယ်သူလည်းအိန္ဒြေရှင်နဲ့တွေ့အောင်ဒီကုံထိုက်ကြီးကိုထက်လာမှာပဲသူ့မျက်ဝန်းလေးတွေကနှိမ့်လို့စွာခင်တွယ်မှုလေးတွေကိုအိန္ဒြေရှင်စိတ်တွေကခံစားလို့ရနေတယ်သူမစိတ်တွေကကုံထိုက်ကြီးစီပဲရောက်နေတယ်ဘယ်လိုလုပ်ရမလဲသူမဘယ်လိုလုပ်ရမလဲရှင်နဲ့တွေ့ကျင်နေတဲ့ကိုလူကျော်ရဲ့အိန္ဒြေရှင်သမီးလေးတင်တန်းသွားဖို့အချိန်နေပြီလေအစင်သေးဖြစ်ရင်ထွက်ခဲ့တော့ကလေးရဲ့အပြင်ကနေဂျော်ကြီးကျန်းခေါ်နေတယ်စိတ်မပါပေမဲ့မသွားလို့ကလည်းမရဘူးလေဒီတော့ထိုင်ရာကထပြီးလွယ်လေးကောက်ယူကအပြင်ကိုထွက်ခဲ့လိုက်တယ်သူမကိုမြင်တော့ဂျော်ကြီးကျန်းကဟဲဒီပုံစံကြီးပဲလားဒီပုံစံကဘာဖြစ်နေလို့လဲဂျော်ကြီးကျန်းရဲ့မျက်နှာပြောင်ကြီးနဲ့ကွယ်မျက်နှာလေးနည်းနည်းလောက်ပြင်ဆင်လိုက်ပါလား
အခုချိန်ဒီဘာမှလည်းမပြင်ဆင်ရသေးဘူးဟာပြင်ချင်မအောင်အလားပြင်ရမှာပြင်လို့အေးပါသမီးလေးမပြင်ချင်ဘူးဆိုလဲနေတော့သွားချရအောင်တင်းနှန်းချိန်ကနီးနေပြီနှကန်းလေးစူချင်းချင်းဖြစ်သွားတဲ့သူမပုံစံလေးကြောင့်ဒေါ်ကြီးချမ်းစိတ်တွေပြန်လျှော့သွားရတယ်အင်ဒရီရှင်စိတ်ညစ်အောင်ဘယ်သူမှလုပ်ခွင့်မရှိဘူးလေဂျယ်ရီမာမီတို့ရဲ့တူရီတော်သမီးချစ်အသေးချော်လေးအင်ဒရီရှင်ပဲဟောင်းအလုပ်သမားတွေအားလုံးအင်ဒရီရှင်စိတ်တိုင်းကြပဲလုပ်ပေးကြရတယ်အင်ဒရီရှင်မကြည်နဲ့အဲ့ဒီလိုအလုပ်ပြုတ်ပဲအဲ့ဒီထဲမှာဒေါ်ကြီးချမ်းတော့မပါဘူးသူကဂျယ်ရီငငယ်လေးတွေကအင်ဒရီရှင်ဖွားစီမှာအလုပ်လုပ်လာတဲ့သစ္စာရှိအလုပ်သမားတယောက်မို့အိမ်တော်ခွဲလာတဲ့အခါမှာဂျယ်ရီကဒေါ်ချမ်းကိုခေါ်ပြီးအိမ်တော်တင်းရာတို့ပေးကအိမ်အလုပ်သမားတွေအားလုံးအုပ်ချုပ်စီတယ်ဒေါ်ကြီးချမ်းရဲ့အမိန့်အောက်မှာပဲအလုပ်သမားတွေအားလုံးလုပ်ကန်ရတယ်အင်ဒရီရှင်ကိုမွေးတော့ဒေါ်ကြီးချမ်းရဲ့တာဝန်ကပိုကြီးလေးသွားတယ်အင်ဒရီရှင်နောက်ကမပြတ်လိုက်ရတဲ့အထင်းတော်ကြီးဖြစ်လာတယ်အမားရင်ဘာတစ်ခုမှမဖြစ်အောင်စောင့်ရှောက်ရမှာတဲ့ဂျယ်ရီကပေးအပ်လိုက်တဲ့တာဝန်ပဲအရှင်ကတော့အင်ဒရီရှင်တပိမှာအထင်းတော်ကြီးတွေကိုရံတော်ကြီးတွေဝိုင်းရနေတာတိတ်ကျဉ်တတ်တာပဲရွှေရူမိန်းကလေးတွေကြားမှာထူးခြားတဲ့ရက်တီမှုလေးနဲ့နေရတာအင်ဒရီရှင်သူမကိုသူမခုံယူနေမိတယ်အခုသူနဲ့လည်းဆုံတွေ့ရောအဲ့ဒါတွေအားလုံးအင်ဒရီရှင်အတွက်ကြီးမားတဲ့အဟံသားကြီးတွေဖြစ်လာတယ်စိတ်လွတ်လပ်မှုမရှိတဲ့အနှောက်အယှက်ကြီးတွေဖြစ်လာတယ်သူမကားလေးပေါ်အငိမ့်သားကလေးတောင်လိုက်လာခဲ့ရပြီမဲ့စိတ်တွေကတော့အဝေးစီရောက်နေတယ်ဘလို့လို့ရင်ကောင်းမလေးဆိုပြီးတစ်ချိန်လုံးတွေးနေမိတယ်အင်ဒရီရှင်တင်တန်းတက်ချင်စိတ်တွေမရှိဘူးကုံတိုက်ကြီးစီကိုပဲနောက်တစ်ချိန်ပြန်သွားချင်တာအမြဲတမ်းကိုပိုင်ကားနေကြီးသွားလာခဲ့ရတာမို့ဘယ်နေရာမှာဘာကားစီးပြီးသွားရမှန်းလည်းမသိအိုးဒါအရင်မကြည့်ပါဘူးလေတစီကားတွေရှိတာပဲပြောလိုက်တာနဲ့လိုက်ဖို့ပေးနိုင်မှာပါအရေးကြီးတာသူမဘလို့အပြင်းကိုလေးထွက်နိုင်မလဲဆိုတာပဲဒေါ်ကြီးချမ်းကတော့ဒရိုင်ဘာကြီးဦးစံရဲ့နဘေးခေါ်မှာအငိမ့်သားကလေးထိုင်လို့အင်ဒရီရှင်နဘေးတစ်ဖက်တစ်ချက်စီမှာဦးသားပေါင်းနဲ့ဦးသားစုကိုရံတော်ကြီးနှစ်ယောက်ရှိနေတယ်အင်ဒရီရှင်ကသူတို့နှစ်ယောက်ရဲ့အလိမ်မှာဆိုတော့အပြင်ကိုထွက်နိုင်မှမလွယ်တဖြည်းဖြည်းကားလေးကသူမတက်မဲ့ကွန်ပျူတာသင်တန်းလေးစီကိုမောင်းနေတယ်ဘလို့လုံးဝပါမလဲသူမစိတ်တွေတအားလှုပ်ရှားလာတယ်သင်တန်းကိုရောက်လို့မဖြစ်ဘူးဟိုရောက်ရင်အားလုံးကတတိထားပြီးအရေးတစ်ခုလိုကတ်လိုက်လာကြမှာလေပြီးရင်ဒေါ်ကြီးချမ်းကသင်တန်းအဝမှာစောက်ပြီးအောက်ထွက်တိုက်ပေါက်ဝမှာဦးသားပေါက်တို့စောက်ကြမယ်ဒါဆိုအပြင်ပြန်ထွက်ဖို့လုံးဝမလွယ်တော့ဘူးလေအခုကလေးကလင်းထွက်တာအကောင်းဆုံးပဲဒီကားလဲတစ်လျှောက်လုံးမိပိုက်နေရများတယ်လေဒါကိုအခွင့်ကောင်းယူမှဖြစ်မယ်အင်ဒရီရှင်စိတ်တွေတအားကိုလှုပ်ရှားနေရတယ်အုံနောက်ထဲမှာလေအစီအစဉ်တွေတစ်ခုပြီးတစ်ခုညှစ်ထုတ်နေမိတယ်နှလုံးသားရဲ့စီစားရောင်အသေးစိတ်တွေကဘလို့မှမဖယ်ရှားနိုင်ခဲ့ဘူး။မိုင်ယူရဲ့စံချင်နေတယ်။စွတ်တိုးချင်နေတယ်။ဘာမှလည်းသူမစိတ်ထဲမထည့်နိုင်တော့အပြင်ထွက်ဖို့ပဲအကြံဉာဏ်ထုတ်နေမိတယ်။ဦးချပေါက်ဆုံးဖြတ်ချက်တစ်ခုနဲ့အတူအကောင်းဆုံးအကြံဉာဏ်တစ်ခုကိုလက်တွေ့ဖော်ကြည့်လိုက်မိတယ်။တိတ်မသေးချာလှပေမဲ့သူမစူးစမ်းကြည့်ချင်သေးတယ်။ဒါလေးကလေးမတတွေးထွေးချင်လို့ပါဇက်လေးကိုလက်ညှိုးထိုးပြပြီးခွင့်တောင်းလိုက်တယ်။အော်အေးမှန်တကားချပေးပြီးတော့ကိုခန္ဓာထွားကြီးကိုကြုံကနောက်ဆုတ်ပေးတယ်။ဒါသူ့ကိုကြော်ပြီးထွေးဆိုတဲ့သဘောသူမဖြစ်စေချင်တာဦးချပေါက်နဲ့နေရချင်းလဲချင်တာအင်ဒရီရှင်အပြင်ကိုထွေးလိုက်တယ်စိတ်ထဲတိတ်မကြည့်ချင်းဒီကိုရံတော်ကြီးတွေတိတ်ရှုပ်တာပဲလွတ်လပ်မှုတစ်ဆက်လေးမှမရှိတာပါလားနော်တိတ်မကြောင်အင်ဒရီရှင်ထပ်ပြီးအကြံဉာဏ်ထုတ်မိပြန်တယ်ဦးချပေါက်ဟေးဟိုပါဇက်ကခါနေလို့ရှင်းနဲ့ပလုတ်ချင်းကျင်တယ်အေးလျှော်ရှိဘူးပလုတ်ချင်းလိုက်ဦးချပေါက်ဒီဘက်ကိုလာလိုက်ပါလားအထွန်းလေးတက်ကပြောကြည့်မိတယ်အေးခလေးနေကောင်းရဲ့လားမျက်နှာလေးမလန်းဆန်အောင်ကောင်းပါတယ်သမီးအစားမလို့ပါဇက်ခါတာပဲဖြစ်မယ်နေရာချင်းလဲထိုင်ရအောင်တော့ကြဦးချပေါက်ပေါ်ရေရီကြကုန်မှာဆိုလို့ချပေါက်ခလေးကိုနေရာလဲပြီးလိုက်လေအော်ဟုတ်ကဲ့တော်ချမ်းသူမကိုအနောက်ခန်းဘက်ကိုတစောင်းနဲ့လှည့်ကြည့်ကဒေါ်ကြီးချမ်းလမ်းပြောတော့မှဦးချပေါက်ဖယ်ပေးတယ်အင်ဒရီရှင်တကားပေါက်ပဲရောက်သွားပြီးအိုက်တင်ကောင်းစွာရွှေတန့်ကလေးငုံလိုက်ပလုတ်ကလေးချင်းပြီးထွေးချလိုက်နဲ့3-4ချိန်လောက်လှုပ်ပြလိုက်တယ်အားလုံးကသူမကိုဘာတန်တရားစိတ်မှမရှိကြဘူးသူမစိတ်တွေတအားလှုပ်ရှားလာတယ်ရှင်ခုန်တန်တွေလည်းမြန်နေတယ်မျက်ဝန်းလေးတွေကကနာမငိမ့်တကားလောက်ကလေးစီကိုသူမမျက်ဝန်းလေးတွေရှောက်နေတယ်ကားလေးလည်းခက်မှန်မှန်မောင်းနေတယ်လောက်ခလုတ်ကိုဘလို့ဖွင့်ရင်ကောင်းမလဲအတံမြေအားလုံးတိသွားနိုင်တယ်ခလေးအမလီရုတ်တရက်ဦးချပေါင်းရဲ့ခေါ်တန်းကြောင့်အင်ဒရီရှင်လန့်သွားရတယ်အာယုံကတစ်ဖက်ကိုရောက်နေတာမဟုတ်လားကားပေါ်ကနေဘလို့ဆင်းပြေးရမလဲတွေးနေမိတာလေဒီတော့သူမကိုလေးတုံသွားတဲ့အထိလက်ဖြတ်သွားရတာပေါ့အရန်လန့်သွားလားခလေးဘာဖြစ်လို့လဲစဉ်းစားလွန်သွားလို့ပါဘာမှမဖြစ်ပါဘူးမနေ့ကဘာရီများအစားမားတလဲလို့စဉ်းစားနေမိတာလေအော်သူမအသာပြန်ငြိမ်နေလိုက်တယ်ဦးချပေါက်ကြီးနေရချင်းပြန်လဲဖို့သူမကိုပြောချင်နေပြီဆိုတာအင်ဒရီရှင်သဘောပေါက်တယ်
တမင်လည်းမပေးဘဲနေတာဒီတခါမီးပွိုင်းမိရင်တော့သူမရအောင်ဆင်းပြေးရမယ်အခုလောက်ဆိုရင်ကုံတိုက်ဖွင့်တော့ပြီးအင်ဒရီရှင်အရန်ကိုသွားချင်နေတယ်တင်တန်းချိန်ဆိုတော့ဒေါ်ကြီးချန်ကိုလိုက်ပို့ခိုင်းရင်လည်းဖြစ်မှာမဟုတ်ဘူးလေတိတ်ပြီးစီကံလေးစားလုံးနဲ့ဒေါ်ကြီးချန်ကဒယ်ရီရဲ့အမိတ်ကိုဘလို့မှမလွန်ဆန်ခဲ့ပဲအင်ဒရီရှင်ကိုတင်းတင်းကြပ်ကြပ်အုပ်ချုပ်တယ်အင်ဒရီရှင်ကလည်းဒေါ်ကျင်းရဲ့စီကံချက်တွေကိုလိုက်နာခင်ရတယ်အလုံးမအားတဲ့ဒယ်ရီနဲ့မာမီကဒေါ်ကျန်းလက်ထဲမှာအင်ဒရီရှင်ကိုအပ်ထားတာလေဒါကြောင့်အင်ဒရီရှင်ဘာပဲလုပ်ချင်ဒေါ်ကျန်းကိုပဲခွင့်တောင်းရတယ်ဒေါ်ကျန်းကခွင့်ပြုမှသာလုပ်ခွင့်ရှိတယ်ဒေါ်ကျန်းလက်မခံဆက်မလုပ်ရဒယ်ရီစီပြန်တိုင်းအင်ဒရီရှင်စုခံရပြီးသားမဲ့ဒယ်ရီကပညာရေးနဲ့ပတ်သက်ရင်လုံးဝဦးစားမပေးတခါတည်းရိုက်ပြီးဆုံးမတတ်တယ်အရွယ်ရောက်လာတော့အခြေရေးလေးတွေပါလာတော့မှမို့အတင်းကျပ်ဆုံးတာစီပိတ်ပင်ထားတယ်ရီးစားမထားရဘူးကောက်လေးတွေနဲ့မရှင်းနေရအောင်မဆက်ဆံရအောင်ဒါအကြီးမားဆုံးစီကံချက်ပဲအင်ဒရီရှင်လိုက်နာရမယ်မလိုက်နိုင်အကြီးမားဆုံးစစ်တမ်းပေးခြင်းကိုခံရမယ်တဲ့ကျန်တာကတော့ဘလူနီနီဘလောက်ဆဆဘလောက်ဝဲဝဲတုံတာစီပိတ်ပင်ခြင်းမရှိအလိုလိုက်ထားတယ်အရှင်တော်ကတော့ဒီစီကံချက်တွေကိုအင်ဒရီရှင်ခပ်ပျော်ကြီးလက်ခံခဲ့တယ်အခုတော့ကိုလူကျော်နဲ့စုံပြီးကလေးကဒီစီကံချက်တွေကိုချိုးဖောက်ချင်လာတယ်အကြီးကျယ်ဆုံးရှုံးလိုက်ရတဲ့အခွင့်အရေးတစ်ခုလုံးနှမျိုးတသားရဲ့စိတ်တွေဝင်လာမိတယ်သူနဲ့ဆုံကျင်သေးတယ်မိတ်ဆက်စကားတွေပြောချင်တယ်ခင်မေရင်းနှီးနှစ်လိုတဲ့စိတ်တွေတဖွာဖွာပေါ်ပေါက်လာရတယ်မာစီကံချက်ကိုမှလည်းအာယုံနဲ့မထားချင်တော့အင်ဒရီရှင်အတွေးကလေးလိုနေစဉ်ဟောဥစံမောင်းနေတဲ့ကားလေးတဖြည်းဖြည်းနှေးသွားပါလားရှေ့မှာကားတွေကမိဖွက်မိနေတာဒီတော့ကားရန်ကြီးနောက်မှာပြင်းချင်းစွာထိုးရက်လိုက်ပြီးပေါ့ဒါအင်ဒရီရှင်အတွက်အခွင့်အရေးတစ်ခုပဲဒီအချိန်လေးမှာအင်ဒရီရှင်ရုံမထွက်နိုင်ကုံတိုက်ကြီးစီကိုရောက်နိုင်မှာမဟုတ်တော့ဒါဆိုသူနဲ့လည်းအလွဲကြီးလွဲသွားနိုင်တယ်မဖြစ်ဘူးအင်ဒရီရှင်တတိနေနေလို့မဖြစ်ဘူးရှင်နဲ့တွေ့ရဖို့အင်ဒရီရှင်ဘက်ကစူးစမ်းမအောင်ဖြစ်မှာဒါမှရှင်မခံစားနေရတဲ့အမြင်မသိဝေဒနာလေးအတွက်အင်ဒရီရှင်ဖြည့်သိမ့်နိုင်ပါလေအဝေးကနေမီးပွိုက်လေးစီမမိတ်မတုံစိုက်ကြည့်နေမိတယ်ရှင်တွေကလည်းအဆက်မပြတ်ခုန်လှုပ်လာတယ်အန်လေးကိုခတ်တင်းတင်းဖိကျိတ်ထားမိတယ်သူမစီဘသူမှတန်တရားမဝင်ကြပါအင်ဒရီရှင်ကိုဘသူမှတတိမထားမိကြစဉ်တွက်လက်တဲ့လှုပ်ရှားမှုတစ်ခုကိုသူမလှုပ်လိုက်တယ်တကားလောတက်သွားပြီးတပြိုင်နက်ကားတကားလေးပွင့်ကျသွားတာသူမကိုလေးအပြေကိုရောက်သွားပြီးတော့တကားချက်ကြီးကိုပြန်ပိတ်လိုက်တယ်ဟဲအင်ဒရီရှင်ဟာခလေးမဒါဘာလုပ်တာလဲလာကေစမ်းအတန်တွေကြားလိုက်တော့လေအင်ဒရီရှင်လှည့်မကြည့်တော့ပါဘူးတွက်လက်ပြန်ဆန်းစွာကားကြိုကားကြားကနေဖြတ်ပြီးတော့ပလက်ဖောင်းစီကိုအရောက်ပြေးသွားမိတယ်ဒီအချိန်မီးပွိုက်ကစိမ့်သွားပြီမို့အင်ဒရီရှင်ကားလေးလည်းအများကနီးတူစွာလိုက်ပါမောင်းနေသွားရတော့တယ်သူမနောက်ကိုဆင်းလိုက်ဖို့ကြိုးစားတဲ့ဦးကြပေါင်းနဲ့ဦးကြဆိုလေဘလို့မှမတက်နိုင်ပဲကောင်းမယ်ပရင်းကခေါင်းကြီးတွေထွက်ပြီးတိုးလို့တန်လဲပါသွားကြတော့တယ်သူမကိုယ့်ရဲ့အောင်မြင်တဲ့လုပ်ရလေးကိုဝမ်းသာစွာနဲ့ခြေလက်ခက်တက်လေးလမ်းကအဲ့ဒီနေရာလေးကနေထွက်ခဲ့တော့တယ်လမ်းဘေးပလက်ဖောင်းတစ်လျှောက်သွားလာလှုပ်ရှားနေကြတဲ့လူတွေကြားအင်ဒရီရှင်တယောက်လေသူများနီးတူရှောက်သွားနေမိတယ်ဈေးဆိုင်တန်းတွေရှေ့ကဖြတ်တော့လေတကယ်တမော်လီလိုက်ကြည့်နေမိတယ်သူများတွေဝေရွေးနေကြတဲ့အတွက်သူမလည်းအဲ့ဒီဆိုင်လေးရှေ့မှာပစ္စည်းတွေကိုလိုက်ကင်ကြည့်မိတယ်စိတ်ထဲမှာအလိုလိုပျော်မွေ့လာတယ်ရွေးထားတော့တခုမှ200ရဲပဲကြိုက်တာယူ200ပဲကြတယ်ကော်ဆက်ပြခွက်တွေရောစကားချင်းတွေဒါအသေးစားလေးတွေအစုံရောမွေထားတဲ့အပုံထဲမှာသူမပစ္စည်းလေးတွေကင်ကြည့်နေတာတွေ့ရတဲ့ပိုင်ရှင်ကောင်လေးကလှမ်းអော်တာပဲဖြစ်ပါတယ်200တဲ့တန်လိုက်တာဒါပေမဲ့ဝယ်ဖို့ပတ်စံမရှိအင်ဒရီရှင်ပတ်စံကကားပေါ်မှာပါသွားပြီလေအငါကစီပြီးကုန်းထိုက်ကိုသွားဖို့လေဘလို့မှမဖြစ်နိုင်ပါဘူးသူမရဲ့စွန့်စားရကျိုးကမနဲ့လိုက်တာမပြောပါနဲ့တော့လက်ထဲမှာတပြားမှပါမလာတော့လိုင်းကားတက်စီးဖို့လည်းမဖြစ်နိုင်မြန်စိတ်ညစ်ညစ်နဲ့တယောက်တည်းရှောက်သွားနေမိတယ်ဒါပေမဲ့ဒီလိုလွတ်လပ်ပြီးသူများနည်းတူသွားလာလှုပ်ရှားရတဲ့အတွေ့အကြုံတခါမှမရှိခဲ့ဘူးလားမို့လမ်းလျှောက်နေရင်နဲ့အင်ဒရီရှင်တဖြည်းဖြည်းပျော်လာခဲ့တယ်အခုလောက်ဆိုအင်ဒရီရှင်ပျောက်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးဒေါ်ချန်းတို့တစုပြာရခတ်နေတော့ပြီးတမျိုးလုံးပတ်ပြီးရှာမှာပဲမတွေ့ရင်ပြဿနာအကြီးအကျယ်တက်မအောင်ဒီအရွယ်အထိအင်ဒရီရှင်ကိုစိတ်ညစ်အောင်ထားတာဒီပါစီသူတို့လိုက်ရှာကြပါစီဒါမှကိုချင်းစာတက်မှာသူမလုံးရဲ့လေးကိုပြန်တွေးပြီးတော့စိတ်ထဲကကြိတ်ပြီးရီလိုက်မိတယ်သူမအဖြစ်ကတကယ်ကိုရည်စရာတွေကြီးပဲလေရန်ကုန်မြို့မှာမွေးရန်ကုန်မြို့မှာကြီးပြင်းခဲ့ပြီးဒီနေရာဟာရန်ကုန်မြို့ရဲ့ဘယ်နေရာမှမသိရှောက်တာသွားနေရတာဘယ်ကိုရောက်ပြီးတော့ဘယ်ကိုဆက်သွားနေမိမှလည်းမသိပါဘူးသူမကိုသူများတွေအထင်မသိအောင်လူလေးပုံစံလေးနဲ့သွားလာနေကြလူလိုခက်တင်းတင်းမျက်နှာထားလေးနဲ့သွားလာနေရပေမဲ့စိတ်ထဲမှာတော့နည်းနည်းယွန်းကြောက်ကြောက်လေးဖြစ်နေပါတယ်လမ်းဘေးတယ်လီဖုန်းကတဆင့်အင်ဒရီရှင်ဆက်သွယ်လို့ရပါလေရဲ့ဆက်သွယ်ဖို့သူမစိတ်မကူးမိပါဘူးသူမလေးလမ်းလျှောက်လို့ကောင်းနေစဉ်
ဦးစံမောင်နဲ့သူမရဲ့ကိုယ်ပိုင်ကားလေးနဲ့ခက်ဆင်ဆင်တူတဲ့ကားတစ်စီးမောင်းလာတာတွေ့ရတဲ့အတွက်နီးစပ်ရာတိုက်အထက်ကြီးရဲ့လေကားပေါက်လေးရတစ်ဆင့်အပေါ်တက်ကိုအပြေးလေးတက်ပုံးလိုက်မိတယ်။ဒီအချိန်မှာတင်တန်းချောင်းတစ်ခုလှုပ်လိုက်သလိုဆင်းလာတဲ့လူတွေကြောင့်သူမထိတ်လန့်စွာနောက်လှည့်ကြည့်လိုက်စမှာတော့ဟာရှင်အိန္ဒြေရှင်ပါဇက်လေးအဟောင်းသားဖြစ်ကလူအုပ်ကြီးချားထဲမှာရောနှောကဆင်းလာတဲ့လူတစ်ယောက်ကိုရေးကြောင်ပြီးတော့ကြည့်နေမိတယ်။လေကားလေးကကျင်းတာကြောင့်အတက်အစင်း2ယောက်လောက်သာရှောင်ယုံကလေးမို့သူမအတက်သူကအစင်းဂျားလေကားတစ်ကြီးမှရှမ်းမိသွားကြတယ်။အိုးသူမရင်နေဒိန်ကနေမြည်ဟီးသွားရပြီ။အိန္ဒြေရှင်အရန်တွေ့ကျင်နေတဲ့လူချောလေးဟာဟေ့ဘာလေဒါဆင်းမလားတက်ပါလားအေးလေဆေးလည်းဆင်းတာမဟုတ်ဘူး။အနောက်ဘက်စီမှပွားစီအတန်လေးတွေကြောင့်မိုးတောင်ရဲ့အောက်တစ်ထစ်ဆင်းကမမျော်လင့်မဲပြန်တွေးလိုက်ရတဲ့ရှင်တိုးလေးနောက်မှကတ်လိုက်ပြီးတော့အပေါ်တက်ကိုပြန်တက်ခဲ့မိတယ်။အခုမှပဲအတက်ဆင်းအစင်ပြေချုံမောသွားရတော့တယ်။သူတစ်ချိန်လုံးစဉ်းစားနေတာပါ။ဒီတင်တိုင်းကပြန်သူမလေးနဲ့ဆုံခဲ့တဲ့ကုံတိုက်ကြီးစီကိုပြန်သွားအောင်မယ်လို့လေ။တက်တိုက်ဆိုင်သူ့ရဲ့တင်တိုင်းကအစင်းမှာသူ့နှလုံးသားတွေကိုခုန်လှုပ်သွားတဲ့ရှင်တိုးလေးလို့သူတိတ်တဆိတ်အမြည်ပေးထားတဲ့ကောင်မလေးတက်လာနေဆုံတွေးလိုက်တောင်မလို့အံ့ဩမင်တက်သွားရတယ်။သူမလေးအနောက်ကနေရောရောင်ပြီးတော့လိုက်သွားခဲ့မိတယ်။ဟေးခဏနေပါဦး။အိုးသူမနောက်ကနေသူလမ်းခေါ်နေတာပါလား။အိန္ဒြေရှင်ရင်တွေဒါစီထိန်ချုပ်လို့မရအောင်တပြေးပြေးခုန်လှုပ်နေရတယ်။အသားလေးတွေတစ်ဆက်တုံပြီးလေကားတစ်တွေကိုတစ်စက်တက်နေမိတယ်။ဘာကိုရည်ရွယ်ပြီးတော့သူမတက်နေမိမှန်းတော့မသိပါဘူး။သူလိုက်လာတယ်ဆိုတဲ့အသိနဲ့ရင်တွေခုန်ပြီးတော့ဆက်တက်နေမိတာလေ။ရုတ်တရက်ဘလို့မှထင်မထားစွာကိုလူကျော်ကိုတွေးလိုက်ရတဲ့ခဏမှာအိန္ဒြေရှင်စိတ်တွေမယုံနိုင်လောက်အောင်ခြောက်ခြားသွားရတယ်။ဒါဟာကံကြမ္မာကြောက်လာရင်သူနဲ့တွေ့ဆုံချင်လို့အခုလိုစုံစားခဲ့တာလေမတွေ့ရတော့ပါဘူးဆိုပြီးစိတ်ထဲကျစွာနဲ့သူမလေးလွင့်ပြီးတော့ရှောက်သွားနေမိတာနောက်ပြီးအိမ်ကကားလိုက်လာတဲ့ထင်ပြီးတော့တွေ့ရတိုက်ကြီးပေါ်ဇွတ်ရွတ်တက်ပုံးမိတာခုတော့သူနဲ့တက်တူကဆုံလိုက်ရတယ်အအော်ဝမ်းသာသွားပြီးအပေါ်တက်ကိုဆက်တက်နေတဲ့ခြေလန်းနေတွေတောင်မှတုတ်ကနေရက်တန့်သွားရတဲ့အထိသူမရဲ့ဟမ်မဆောင်နိုင်မှုတွေကသူ့ရှိမှအလဲလဲအပြူပြူဖြစ်ရတယ်သူလဲသူမကိုမှတ်မိပုံမှာပဲတအံ့တော်ဖြစ်သွားဟန်လေးကအထင်းသားရဲ့အိန္ဒြေရှင်အပေါ်တက်ကိုတက်တော့သူမနောက်ကိုမလွတ်စတဲ့တက်လိုက်လာတယ်လေဒုက္ခပါပဲဘာကြောင့်လိုက်လာရတာလဲရှင်ကြောင့်အိန္ဒြေရှင်စိတ်တွေတအားကိုလှုပ်ရှားနေရပြီတကယ်တည်းသူနဲ့တက်တွေ့ပြန်တော့လေရှက်သွေးရင်နဲ့ထူပူရှိမ့်မြကအိန္ဒြေရှင်သူမကိုသူမဘာတွေလုံးမိတယ်လေတော့တတိမထားမိတော့ရှင်တွေကလည်းတအားအခုံမြန်နေပြီဟိတ်ကောင်းပါလိသူမကိုကြော်တက်ပြီးလေကားတစ်ပတ်ကိုပိတ်ကာရက်လိုက်တဲ့သူကြောင့်သူမကြောင်ငင်းစွာကြည့်မိတော့မင်းဘယ်သွားမလို့လဲမင်းကိုမှတ်မိတယ်မော်လားမနေ့ကမင်းနဲ့ကိုကုံတိုက်မှာဝင်တိုက်ခဲ့မိကြတယ်လေကိုလူကျော်ရင်မမှတ်မိပဲနေပါမလားရှင့်ကိုမှတ်မိလိုက်တာမှစိတ်ကူးတွေအတွင်းတွေကဖျောက်ဖျက်မရအောင်ရှိနေခဲ့ရတာလေဒီစကားလေးတွေကိုတော့သူမရင်ထဲမှာပဲပြောမိတာပါအပြင်မှာတော့လေးပြေးလေးနဲ့ပဲဟုတ်မှတ်မိပါတယ်ဟာဝမ်းသာလိုက်တာကွာရှင်ကိုမမေ့သွားလို့လေဒါကမနေ့ကမှဖြစ်တဲ့ကိစ္စကိုဘာပဲဖြစ်မင်းကိုကျေးဇူးတင်ပါတယ်ကိုကတော့မင်းနဲ့ပထမဆုံးစတွေ့ကြတဲ့တစ်စက်ကလေးမှမင်းလို့မရဘူးဖြစ်နေတာအခုတော့မင်းနဲ့နောက်တစ်ကြိမ်ဆုံရမလားလို့ကုံတိုက်စီသွားမလို့ရှင်သူကလည်းကုံတိုက်ကိုသွားမလို့တဲ့စိတ်ကူးချင်းတိုက်ဆန်လိုက်တာမင်းကဒီမှာနေရလားရှင်ဒီပထမတက်မှာကိုကတင်တဲ့တစ်ခုလာတက်နေရလေမင်းကဒီအပေါ်တက်မှာနေရလားမဟုတ်ဘူးရှင်တို့ကရွှေတောင်ချောင်းမှာနေတာပါအော်ဒါဆိုအခုတငယ်ချင်းစီလာတာပေါ့ဗျာခေါင်းလေးတွက်နေအောင်ခါရဲပြလိုက်တဲ့သူမလေးကိုကြည့်ပြီးတော့မိုးတောင်ရံအောင်ကြောက်စီစီဖြစ်သွားတယ်ဒီမှာလဲမနေအတိအိမ်အလဲလာတာလေးမဟုတ်ဘာများလာလောက်တာပါလဲအမှန်တိုင်းပြောရရင်တို့လာပုံးတာပါဟာအိမ်ကကားထင်ပြီးဒီထဲကိုဝင်ပုံးနေရင်နဲ့ကြောင်းစင်းတာမြင်လို့အပေါ်ဆက်တက်ခဲ့တာမေတို့အထင်မလွဲပါနဲ့တော့တကားမှလွတ်လွတ်လပ်လပ်သွားလာခွင့်မရလို့အခုလိုထွက်လာခဲ့တာပါတစ်ချိန်လုံးအထိန်တော်ကြီးတွေကိုရံတော်ကြီးတွေနဲ့ပဲသွားရတာအရက်စိတ်တွေမွန်းချက်နေလို့ပါဟာမိုးတော်ရဲ့နောက်အံ့ဩရပြီရင်တိုးလေးရဲ့ဘဝကလည်းသူ့လိုဘဝမျိုးပါပဲလားအတွေးလေးနဲ့တင်သူမလေးကိုချင်းစာသွားရတယ်စွန်ရုံအားငယ်စိလေးနဲ့မရေတရေလေးဝေခံလိုက်ပုံလေးကတနာစရာပါမိုးတော်ရဲ့ရှင်နဲ့နေ့ကနေခန်းစားလိုက်ရတယ်သူမလေးကိုလွတ်လွတ်လပ်လပ်ပျော်ရွှင်စေခြင်းတဲ့စိတ်တွေကသူ့ရှင်မှာတဖွာဖွာပေါ်လာတယ်တိတ်ကိုချစ်မြတ်လို့မိရတဲ့ချစ်သူလေးကိုစိတ်ချမ်းသာစေခြင်းနဲ့သူမလေးလှုပ်လိုက်တဲ့အရှာတွေစားခြင်းနဲ့အစားအစာတွေသွားခြင်းနဲ့နေရာတွေသူဖြည့်စည်းလှုပ်ဆောင်ပေးခြင်းနဲ့ဒါပေမဲ့အခုမှတွေ့သိခဲ့တဲ့မိုးတောင်ရံကိုသူမလေးစိတ်ချယုံကြည်စွာ
အဖေအဖြစ်နေခိုင်းစေချင်မှမလားနောက်ပြီးမိုးတောင်ရဲ့ဘဝကလည်းလွတ်လပ်စွာသွားလာလှုပ်ရှားနေဖို့အခွင့်အရေးရတဲ့သူမဟုတ်ပါဘူးစင်းမလာတာကြာတာနဲ့ပဲကိုရံတော်ဦးတီဟာကြီးတို့နှစ်ယောက်အပေါ်တက်လာပြီးရှာကြတော့မယ်ဒါရီကိုကြော်လို့ပြီးသူမလေးရဲ့အဖြစ်ချင်ဆုံးဆန္ဒတွေကိုဘလို့ဖြည့်ဆည်းပေးနိုင်ပါမလဲသူ့အုံနောက်တွေကိုအကောင်းဆုံးအလုပ်ပေးနေမိတယ်ဒီမှာရှင်အခုဘယ်သွားမလို့လဲအိန္ဒြေရှင်သူမကိုသူမမလိမ့်ညာခြင်းတော့ဘူးသူ့ကိုသူမနာမအဖေအဖြစ်အယမ်းရှိစေချင်တာလေတွေးဆောင်ခွင့်နေပါတဲ့သူမရဲ့ဘဝမှာအခုလိုမြင်မြင်ချင်းရှင်ခုန်ဆွဲမဲ့မိသွားရတဲ့သူလေးနဲ့အေးစားတစ်ခုခုမှပဲဖြစ်ဖြစ်စကားလေးတွေထိုင်ပြောချင်တယ်ဒါသူမဘက်ကဖျားရောက်တာမဟုတ်ပါအောင်နော်ရိုးသားစွာမိတ်ဖွဲ့တာပါဒါအောင်ရှင်အထင်မသေးလိုက်ပါနဲ့ကိုလူကျော်ရဲ့ကိုစဉ်းစားနေတာဘယ်သွားရင်ကောင်းမလဲလို့ဟိုအေးစားတစ်ခုခုသွားပါလားအိန္ဒြေရှင်ရေးစားလို့ဟာသူမလေးရဲ့နာမည်လေးကအိန္ဒြေရှင်ဆိုပါလားတနာစရာကလေးငယ်တယောက်လိုမျက်နှာလေးမဲရွက်ကတောင်းဆိုလိုက်ပုံလေးကသူ့နှလုံးသားပြင်းပြင်းတစ်ခုလုံးတွတ်ခေါင်လှုပ်ရမ်းသွားစေခဲ့တယ်။ပတ်စံအိတ်ကလည်းမပါဘူး။ကားပေါ်ကျန်ခဲ့တာလေ။အဲ့ဒါကြောင့်ပါရှင်ကိုတက်မဲ့ဒုက္ခပေးခြင်းလို့မဟုတ်ပါဘူး။ကောင်းပါလေရဲ့။ခြေထောက်တွေကလည်းအရမ်းညောင်းနေပြီးစားစရာလည်းပတ်စံမပါတော့အိန္ဒြေရှင်အိန္ဒြေရှင်နဲ့လေရင်းနှီးလိုက်တဲ့ခေါ်တန်လေးသူမကလည်းတမင်နမင်ကိုသူသိအောင်ထည့်ပြီးတော့စကားပြောအောင်မှထည့်သုံးလိုက်တာ။ဒီလိုသူသိသွားတာပေါ့။မင်းကိုကိုရှောင်လာရင်ရှင်ကိုမင်းကိုအရန်ခင်တယ်အဲ့လိုပဲမင်းလဲခင်လားသူ့အမေကိုခက်မြင်မြန်ပဲသဘောတူလိုက်တယ်ဒါဆိုကိုရိုနှစ်ယောက်မိတ်ဆွေတွေဖြစ်ကြရအောင်နော်အိုးကောင်းလိုက်တဲ့အကြံပဲအင်ဒရီရှင်လည်းလက်ခံပါတယ်အင်ဒရီရှင်အရန်ကိုမြူးသွားရတယ်သူနဲ့စကားပြောရတာအစပိုင်းရောက်လောက်ရှက်ရွံ့မနေတော့ပဲအင်ဒရီရှင်ရဲတင်းလာခဲ့တယ်ကဲလားဒါပဲလေအောက်ပြန်စင်းမယ်လေအေးစားတစ်ခုခုသွားရအောင်တကယ်ဒါဆိုအင်ဒရီရှင်ကိုပါအေးတိုက်နော်တိုက်မှာပေါ့ကွာမိုးတောင်ရန်ပထမတက်ကိုအမြဲပြန်ဆင်းရတယ်သူမလေးကလည်းသူ့နောက်ကနေလိုက်လာတယ်မိုးတောင်ရန်ရှင်တွေအခုံမြန်နေပြီတင်တန်းလို့အောက်ကိုအတန်းသူအတန်းသားအားလုံးဆင်းသွားကြပြီမိုးတောင်ရန်တော်တော်နဲ့ဆင်းမလာရင်ကားလမ်းတစ်ဖက်မှာစောင့်နေတဲ့ဦးတီဟာကြီးတို့တက်လိုက်လာမှာပဲသူပထမတက်စာတင်ဆောင်နေဝင်တော့အောက်ဆင်းပါစို့လာပါကွာမင်းကောင်ရုံစမ်းမှာဒီကနေသွားလို့ရတယ်ဟုတ်လားမိုးတောင်ရန်တင်တန်းနဲ့ပြန်ဝင်လာပြီးအိမ်ပိုင်ရှင်ကိုအကျိုးအကြောင်းကပ်ပြောပြီးရှင်းပြကတိုက်ခန်းအနောက်တကားမှလေကားတလီတွေတိုင်းနှစ်ယောက်သားအောက်ကိုဆင်းခဲ့ကြတယ်။အိုးအနက်ဆိုးလိုက်တာအင်ဒရီရှင်ရဲ့တီးခဲ့မှာကွာအရှိပေါက်မှာကို့အိမ်ကအစင်သေးစောင့်နေလို့ပါ။ဒါကြောင့်ဒီအနောက်ဘက်လမ်းကြားကနေအမြဲပြန်ထွက်မှဖြစ်မှာမို့လို့ပါ။ဒါဆိုသူလဲအင်ဒရီရှင်လိုလွတ်လပ်မှုမရှိတဲ့ဘဝတွေကလူတစ်ယောက်ပဲပေါ့။သူမတို့နှစ်ယောက်ရဲ့ဘဝတူလိုက်တာဒါပေမဲ့အခုချိန်မှာသူမတို့ရဲ့ဆန္ဒတစ်ထက်သေးကြနေတာကနှစ်ယောက်တူအေးဆိုင်လေးတစ်ခုမှာနည်းနည်းချင်းဆိုင်လေးထိုင်တော့ရတဲ့အခွင့်အရေးတစ်ခုပါပဲဒါလေးကိုရှာပြီးတော့စွန့်စားနေကြတာလေအောက်ထက်ကိုရောက်တော့မြင်မြန်ရှောက်နေအင်ဒရီရှင်တော့ကြောင့်အပေါ်ဆုံးတက်ကရေးသွန်ချလို့ဟုတ်ပြီဖြစ်နေအောင်မယ်ဟုတ်တယ်နော်လာဟိုဘက်လည်းထင်ရအောင်အမြန်ပြေးစို့ပြောလေပြောခလေးတယောက်လိုလမ်းကြားအတိုင်းလှစ်ခနဲ့ပြေးထွက်သွားတဲ့သူမနောက်သူလည်းအပြေးလေးလိုက်သွားမိတော့တယ်တစ်ဖက်ကလမ်းမကြီးထင်ရောက်တော့နှစ်ယောက်သားအမိုးလေးဖြေကအသက်ဝဝရှူနိုင်တော့တယ်နှစ်ယောက်သားသူ့ကိုတူကြည့်မိကရှီလိုက်မိကြပြန်တယ်။လူချောနေတဲ့သူ့အသွင်လေးကမနေ့ကထပ်ပို့ပြီးတော့လန်းဆန်းနုသစ်နေတရားဒီကနေ့မှသူ့အကြောင်းစဉ်းစားပြီးအလှပြင်စင်မှုတတိမိကဒီအတိုင်းမျက်နှာပြောင်နဲ့ထွက်လာခဲ့မိတဲ့သူမမျက်နှာကိုတော့ကြည်ဟာဘလောက်ဆိုးလိုက်မလဲဆိုတာတွေးတော့မတွေးရဘူး။အင်ဒရီရှင်နောင်တကလေးရကျင်သွားရတယ်။ကိုလူချောလေးရဲ့ရှေ့မှာလှတာပတ်တာမျက်နှာလေးနဲ့အင်ဒရီရှင်ရှိတဲ့နာပေါ့နော်။ဒါမှသူကစိတ်ဝင်တစားရှိမှာပေါ့။အခုတော့တစ်စက်ကလေးမှကြည်ကျင်စရာမရှိတဲ့ရုပ်ဆိုးမလေးပုံဖြစ်နေရပြီအခုချိန်မှာသူမအလိုချင်ဆုံးပျက်စီးလေးက green bag ကလေးတစ်ပုနဲ့နှကန်းဒီဖြော့လေးတစ်ထောက်ပါပဲချွေးလေးတွေဆိုကပြောင်တင်မျက်နှာလေးကိုမြင်ကောင်းအောင်လို့ပြင်ဆင်ချင်လိုက်တာလေကို့နာမည်ကမိုးတောင်ရမအင်ဒရီရှင်မှတ်ထားပြီနော်ရှော့ဒါလိမ့်စာကန်နဲ့ဖုန်းနံပါတ်လိုအဲ့ရင်ဖုန်းဆက်လိုက်လို့ရအောင်ပေးထားတာမိုးတောင်ရဟုတ်လားဟုတ်တယ်အင်ဒရီရှင်မှတ်ထားမယ်ဒါကိုလေးသိမ်းထားမယ်နော်ခေါင်းလေးတငိမ့်ငိမ့်နဲ့လက်ခံလိုက်တဲ့အင်ဒရီရှင်သို့မဟုတ်သူ့ရင်ထဲကတိတ်ဆိတ်မျက်နှိုးမိသွားတဲ့ရင်တိုးလေးဆိုတဲ့ဒီမိန်းကလေးကိုကျေးဇူးအယမ်းတင်သွားတယ်အခုလိုနှစ်ဦးသားတွဲကရှောက်ရတဲ့အဲ့ဒီခဏလေးကပဲမိုးတောင်ရဲရဲရှင်ကိုဖော်မပြနိုင်လောက်ပီတိအဆုံဆုံရရှိခံစားနေရဆိုရင်အဲ့ဒီကောင်မလေးရဲ့ချစ်သူလေးဘဝကိုသူရောက်မယ်ဆိုရင်ဘလောက်တောင်မှအထိုးထိတ်ခံစားလိုက်ရမလဲရင်တိုးလေးရဲ့
ကိုမီးလေးကိုချစ်တယ်။ဘာတစ်ခုမှပြင်ဆင်ချေသားမှုမရှိတော့လဲပကတိပြောင်ရှင်းရှင်းမျက်နှာဖူးဖူးလှလှလေးရပဲသူ့နှလုံးသားတွေတစ်ဆက်ဆက်တုန်လှုပ်သွားဟန်းစားနိုင်စွမ်းရှီလွန်းလှပါတယ်ရှင်တွဲရှောင်နေတဲ့သူ့ခြေထောက်တွေကယောက်ျားမျိုးသားလေးဖြစ်နေတယ်ရှင်ထဲမှာလည်းအပျော်လေးတွေနဲ့စီးမျောလို့နေတယ်အိန္ဒြေရှင်ဆိုတာနာမည်အပြည့်စုံလာရင်ဒါပေါ်မိုးတောင်ရဲ့အော်မိုးတောင်ရဲ့ပြောလေအိန္ဒြေရှင်ဟိုရှိကအအေးဆိုင်လေးမှာပဲထိုင်ရအောင်လမ်းမေးဆိုင်ကြီးဟုတ်တယ်အိန္ဒြေရှင်အဲ့ဒီမှာပဲတောက်ချင်တယ်အမြဲတမ်းတခဲတနာကြီးနေထိုင်စားတောက်ခဲ့ရတာလေအခုလိုတာမဲဆိုင်လေးရဲ့အရသာတခါမှမမြည်ဆန်းခဲ့ဘူးအိန္ဒြေရှင်တို့ရဲ့ခင်မင်မှုအမှတ်တရလေးမှာဘာခန္ဓာမှုမှမပါစေခြင်းတဲ့ဆန္ဒတွေဖြစ်မိရဲ့လေအဲ့ဒါကြောင့်ဒီဆိုင်လေးမှာပဲထိုင်တောက်ကြရအောင်ဟာရှင်တို့လေးရဲ့ဒုနှစ်ယောက်ရဲ့ခင်မင်မှုအမှတ်တရအဖြစ်တယ်လားကွာကောင်းပြီလေကိုကလည်းအိန္ဒြေရှင်စိတ်တိုင်းကြပဲအရာအလုံးကိုဖြစ်စေချင်တာကဲအဲ့ဒီဆိုင်ပဲဝင်ချစို့မိုးတောင်ရဲ့နဲ့အိန္ဒြေရှင်တို့နှစ်ယောက်တောင်စုံထီးကြီးဟောက်ကလမ်းမေးအေးဆိုင်လေးကိုပဲရွေးချယ်ကဝင်ထိုင်လိုက်တယ်အဲ့ဒီဆိုင်လေးဟာတာမဲစပွဲလေးပေါ်မှာအေးစုံရောင်းချတာဖြစ်ပြီးတော့ပလတ်စတစ်ထိုင်ခုံလေးတွေသာဆိုင်ခုံရှိမှစီရရီချထားတာဖြစ်ပါတယ်နှစ်ဦးသားတယောက်တစ်ခုံဝင်ထိုင်လိုက်ကြတယ်ဘာတော့မလဲအိန္ဒြေရှင်ကျင်းနာစွာမီးတန်လေးကြောင့်အိန္ဒြေရှင်ရင်နဲ့ကြည်နူးသွားရတယ်တံမယာကြီးတံမယာကြီးအေးလေးနှစ်ခွက်ပေးပါသူမကိုလှမ်းမေးပြီးအေးဆိုင်ကဖြော်စရာကြီးစီကိုလှမ်းမာလိုက်တယ်အိန္ဒြေရှင်ဒီဟာပြီးရင်ဘယ်သွားချင်သေးလဲသူ့အမေကိုစဉ်းစားသလိုရှိပြီးရီတော့ရည်စရာပဲအိန္ဒြေရှင်ကအိမ်ထဲမှာပဲအမြဲနေရတာတခါတလေဈေးဝယ်ဖို့ကုန်တိုက်တစ်ခုပဲအမြဲသွားဝယ်ခွင့်ရတာလေတခြားနေရာတွေမရောက်ဘူးဟာရှင်တို့လေးရဲ့မင်းလေးရဲ့ဘဝဒီလောက်တောင်မှမုန်းချက်ပိတ်လောင်နေရလားကွာဖြစ်မဖြစ်ရလေးချေရဲ့ဒါဆိုကိုတို့ကစားကွင်းတစ်ခုခုကိုသွားရအောင်အရန်ပျော်စရာကောင်းတဲ့အိန္ဒြေရှင်ရဲ့မင်းတခါမှမရောက်ဘူးလေကိုမင်းကိုလိုက်ဖို့မယ်ဟုတ်ပြီလေသွားကြတာပေါ့ဒါပေမဲ့အိန္ဒြေရှင်မှာငါလေပတ်စံမပါဘူးလို့ပြောမလို့လားကို့မှာအပြည့်ပါတယ်မိုးတောင်ရန်ကအင်ဂျီရင်ဘက်အိတ်ကက်ထင်းကပတ်စံအိတ်တင်းလေးကိုထုတ်ယူကဖွင့်ပြတယ်အိန္ဒြေရှင်ပြုံးလိုက်တော့သူ့ကျင်းနဲ့သွားပုံမယ်မြင်မြင်တော့ပြီးရင်သွားကြမယ်โอเคသူမတို့နှစ်ယောက်အေးထိုင်တောက်နေစဉ်အိန္ဒြေရှင်အမလီအနောက်ဖက်စီမှာကျင်းလောင်စွာခေါ်လိုက်တန်းကြောင့်အိန္ဒြေရှင်လှည့်ကြည့်မိလိုက်တော့ဒေါ်ကြီးချမ်းအပါဝင်သူမရဲ့ကိုရံတော်ကြီးနှစ်ယောက်ကပါဝိုင်းထားတာကိုတွေးလိုက်ရတယ်သူမထပြေးလို့မဖြစ်နိုင်တော့ပါဘူးဒေါ်ကြီးချမ်းလာစမ်းအိုးပြောဆူသူမရဲ့လက်ကိုခတ်တင်းဆွဲကအေးဆိုင်လေးတွေကအတင်းဆွဲခေါ်ထုတ်လိုက်တာကြောင့်အိန္ဒြေရှင်ဘလို့မှမတက်နိုင်တော့ပဲဒေါ်ကြီးချမ်းအနောက်ကိုလေကလေးတဆန်းဆန်းနဲ့လိုက်ပါခဲ့ရတော့တယ်သူမကိုပြန်ဖမ်းမိသွားပြီဆိုတော့ဘာများတက်နိုင်အောင်တော့မလဲလေကိုလူကျော်ရဲ့ရှင်နဲ့အိန္ဒြေရှင်ရဲ့စုံတွဲမှုကဒီလောက်တောင်နေပါရသလားရှင်အိန္ဒြေမပြန်ချင်သေးဘူးရှင်နဲ့အတူရှောက်လေချင်ပါသေးတယ်ကိုလူကျော်လေးမိုးတောင်ရန်ရဲ့အိန္ဒြေရှင်ဟင်းကနေတက်သွားတဲ့ခေါ်တန်ကြီးနဲ့အတူဒေါသအမျက်ချောင်းချောင်းထွက်နေတဲ့တယ်ရီရှိကနေလွတ်မြောက်အောင်ပြေးထွက်သွားလိုက်ချင်မိပါတယ်အိန္ဒြေရှင်လုံရက်ကိုအစားအနေဆုံးဒေါ်ကြီးချမ်းကပြန်တိုင်လိုက်ပြီလေလုံတုံးကလိုတက်တီတွေအခုတော့ဘယ်စီရောက်ကုန်မှမသိတော့တယ်ရီထူးလိုက်တဲ့အိန္ဒြေရှင်အတန်လေးကတုံတုံရင်ဒီကနေ့သမီးလုပ်ခဲ့တဲ့လုံရဟာဘလောက်ထိကိုဂုံတိတ်ခါကြစီတယ်လဲဆိုတာစဉ်းစားမိရလားမိန်းကလေးတယောက်ဖြစ်ပါလေရဲ့နဲ့အခုလိုလှုပ်လိုက်တာတင့်တော်တယ်လို့သမီးထင်နေလားကြည်စမ်းအိန္ဒြေရှင်ဟာတယ်ရီတို့မယုံကြည်နိုင်လောက်တဲ့အထိအပြောင်းလဲကြီးပြောင်းလဲသွားတာပဲဒီလိုလုပ်ရတဲ့တက်တီတွေဘယ်ကဝင်လာလဲအိန္ဒြေရှင်တယ်ရီပြောပါအိန္ဒြေရှင်တယ်ရီနားထောင်ချင်ပါတယ်ဘာကြောင့်အခုလိုထွက်ပြေးချင်တော့ဖြစ်ရတယ်ဆိုတဲ့အကြောင်းကိုပြောပြစမ်းပါတယ်ရီရဲ့အုပ်ချုပ်မှုတွေကမင်းပေါ်ဘလောက်ထိတော့စိုးဝါရက်ဆက်သွားတယ်လဲဆိုတာပွတ်နေဖွင့်ပြောနိုင်ပါတယ်တယ်ရီအရန်စိတ်ဝင်စားတဲ့အိန္ဒြေရှင်သမီးခက်စိမ့်ကြီးစိုက်ကြည့်နေတဲ့တယ်ရီမြုံဝန်းတွေကိုရင်မဆိုင်ရဲစွာခေါင်းငုံချလိုက်မိပါတယ်တကယ်ဆိုတယ်ရီမာမီတို့ကိုမကျေနပ်လို့အခုလိုထွက်ပြေးတာမှမဟုတ်ပဲကိုလူချောနဲ့တွေးဆုံချင်လို့သာအိန္ဒြေရှင်ခဏလေးစိတ်လွတ်ကိုလွတ်သွားနိုင်အောင်ကြိုးစားလိုက်တာပါဒါအောင်တယ်ရီနားလေလက်ခံအောင်အိန္ဒြေရှင်ဘလို့ပြောရပါမလဲနှလုံးသားရဲ့ခိုင်းစေမှုအတွက်အခုလိုစွန့်စားရများတယ်ရီသိရင်အိန္ဒြေရှင်ကိုပို့ပြီးတော့ဒေါသတွေဖြစ်ပြီးတော့တက်ပြစ်မှာအသေးချပဲလေတယ်ရီကလူတစ်မျိုးစီကံဖောက်ပြတ်တဲ့လူဆိုတိတ်မောင်းတာသူချမှတ်ထားတဲ့စီကံပေါင်ကိုချိုးဖျက်ဘလို့လူမျိုးမှမျက်နှာသာမပေးတတ်ဘူးအိန္ဒြေရှင်အမလီတယ်ရီခေါ်တန်းကြောင့်သူမခန္ဓာကိုယ်လေးတုန်တက်သွားရတဲ့အထိအိန္ဒြေရှင်ကြောက်လက်တုန်လှုပ်သွားမိတယ်ရှက်စိတ်ဒေါသစိတ်တွေကြောင့်ဖြူနုနေတဲ့တယ်ရီမျက်နှာကြီးကအခုတော့ရင်ရဲတောက်လို့နေတယ်ပြောလေငါမင်းနေတာကိုဖြေလေဘာလို့အခုလိုထွက်ပြေးရတာလဲလို့ဟိုမိဘကလူ
လူလီသေးမရှိဖြည့်ဆွမ်းပြီးဘဝမှာအပြည့်စုံနဲ့ထားတာတော့မိဘလူလီသေးမရှိဖြည့်ဆွမ်းပြီးဘဝမှာအပြည့်စုံနဲ့ထားတာတော့နင်ကအခုလိုလုပ်တယ်ဆိုတော့တယ်ဒီသမီးမသွားပါတယ်အမြဲတမ်းအဆောက်ချက်တွေနဲ့စိတ်မလွတ်လပ်လို့အခုလိုတယောက်တည်းရှောက်သွားခြင်းလို့လုပ်လိုက်တာပါဘသူကြောင့်မှမဟုတ်ပါဘူးတယ်ဒီရဲ့ဘာပြောတယ်ဦးထွတ်ကောင်မယုံကြည်နိုင်လောက်အောင်ဖြစ်သွားရတယ်အင်ဒရီရှင်းဆိုတဲ့တူရီတော်သမီးလေးရဲ့တတိကိုမထင်ပဲကြားလိုက်ရတယ်အထင်းတော်ကြီးတော်ချမ်းစီကတည်ပေးတာလေအင်ဒရီရှင်းတယောက်ကားပေါ်ကဆင်းပြေးသွားလို့တဲ့အခုထိရှာမတွေ့သေးဘူးဆိုတဲ့အကြောင်းကြားလိုက်တာနဲ့ဦးထွတ်ကောင်တယောက်ဘာလို့ဘာကန်ရမယ်မသိအောင်ကြောင်ချုပ်ချဖြစ်သွားရတယ်တပည့်တွေကိုလှုပ်ပြီးရှာခိုင်းမိတယ်ပြန်တွေ့ပြီဆိုတဲ့ဖုန်းပြန်ဝင်လာမှသာရှေးအေးသွားရတယ်ဒါပေမဲ့ဒေါသတွေကအကြီးအကျယ်ပေါက်ကွဲနေမိတယ်ဒီလောက်အလိုလိုက်ထားပါလေရဲ့အခုလိုမိဘကိုစိတ်ပူအောင်လုပ်တဲ့အတွက်စိတ်ကဖြေလို့မရဘဝမှာဒီသမီးလေးအတွက်ရှင်ပန်းချက်တွေအများကြီးထားခဲ့ရတာလေမိဘရဲ့စေတနာမေတ္တာတွေကိုစော်ကားရက်တဲ့သမီးဖြစ်သူကိုတွေးမိတိုင်းဒေါသဖြစ်မဆုံးတော့ဒီဟာအလိုလိုက်လို့အမိုက်စော်ကားတာခဏလေးပဲတယောက်တည်းသူများတွေလိုလွတ်လပ်သွားလာခြင်းလို့ပါဒေဒီတိတ်ဆန်းဒေဒီအရှမ်းဒေါကန်နေပြီပါဇက်ကိုပိတ်တော့ဒီမှာအင်နရေရှင်ပြီးတော့သမီးရဲ့ဘဝတစ်လျှောက်လုံးအမဲဆက်အစိုးထဲမရှိအောင်ကာကွယ်ထားတာဒါကစိတ်ရှုပ်စရာမဟုတ်ဘူးအရှင်ကလည်းသမီးဒီလိုသွားလာနေကြပဲဟာအခုမှအထူးဆန်းလုပ်တာတခြားအကြောင်းတစ်ခုကြောင့်ပဲဖြစ်မယ်ဂျယ်ရီဘာရီသိနေပြီလဲကြောက်လိုက်တာအင်ဒရီရှင်းမျက်လုံးတွေကိုထိုးပေါက်မတက်ဆိုင်ကြည့်နေတဲ့ဂျယ်ရီမျက်ဝန်းအကြည့်တန်းကိုစိတ်မလုံးလဲစွာဖြစ်နေမိတယ်အင်ဒရီရှင်းဂျယ်ရီသွားတော့ရှင်းဂျယ်ရီရှင်းကနေထွက်သွားတော့လို့ပြောနေတယ်လေဟုတ်ကဲ့အင်ဒရီရှင်းတုတ်ခနဲနေအောင်ထပြေးခဲ့မိတော့တယ်အံ့ဩစရာပဲသူမမျက်နှာကိုစူးရဲစွာစိုက်ကြည့်ပြီးဘာစကားမှထပ်မပြောတော့ပဲအခုလိုထွက်သွားခိုင်းတာမယုံနိုင်စရာစိတ်သဘောထားကြီးစွာအင်ဒရီရှင်းကိုခွင့်လွှတ်နားလည်လိုက်တာမှဟုတ်ပါရဲ့လားအတွင်းလေးတွေနဲ့ရှုပ်ထွေးစွာသူမအခန်းလေးထဲကိုပြန်ဝင်လာခဲ့ရတယ်စိတ်တွေဟာရှုပ်ထွေးနေပေမဲ့အပျော်လေးတွေရှင်နေပြည့်နေတယ်ဘာပဲဖြစ်ဖြစ်ဒီကနေ့မိုးတောင်ရံနဲ့ရင်းနှီးစွာမိတ်ဆွေလေးဖြစ်ခဲ့ရတဲ့အတွက်အခုလိုအဆူခံရတာဖြေသိမ့်နိုင်စရာပါပဲကြည်နူးစရာကောင်းလိုက်တာနှစ်ယောက်သားကစားကွင်းကြီးထဲမှာခြားရဟက်ကြီးအတူစီးခဲ့ရတဲ့အခြေအနေလေးတွေကိုတတိယပြီးတော့သူမနှကန်းလေးတွေကပြုံးသွားရတယ်ရင်ကလေးတွေကတထိတ်ထိတ်ခုန်လာတယ်အရှာအားလုံးပြီးရောကသူ့အကြောင်းလေးတွေကိုသာစဉ်းစားနေမိတော့တယ်ဦးထွတ်ကောင်တယောက်တပ်ပြင်းရှည်ကြီးကိုချလိုက်ပြီးဆိုဖာခုံပေါ်မှာခြေပြင်းလက်ပြထိုင်ကျသွားရပြီသမီးဖြစ်သူအင်ဒရီရှင်မျက်ဝန်းလေးတွေကမသိငါစရာစိတ်လှုပ်ရှားမှုတွေကိုတွေးလိုက်ရတဲ့အတွက်ဒီနေ့လုံးရဲ့အခြေအနေမှန်ကောင်းစွာခံမှန်းနားလည်လိုက်ရတဲ့အတွက်လေရှင်ထဲမှာစိုးရိမ်စိတ်တွေကြီးစိုးနေရတယ်အင်ဒရီရှင်အရင်ကလိုမရိုးသားတော့ဘူးလေစိတ်မလုံးမလဲဖြစ်နေတဲ့သမီးဖြစ်သူရဲ့အမုံရဖုံးဖိထားလို့မှမရတာဘယ်တော့မှလိန်ညာတက်ချင်မရှိတဲ့သမီးဖြစ်သူဟာသူ့ရှင်တွေကအဖြစ်ချင်းဆုံးဆန္ဒတစ်ခုကိုပြင်းပြအောင်မြင်စွာလုပ်ခဲ့ပေမဲ့အမှန်တိုင်းတော့ဝင်မခံရဲခဲ့ပါဘူးကိစ္စတစ်ခုကြောင့်သာဒီလောက်ထိစွန့်စွန့်ဆဆလုပ်သွားတာကိုအကြောင်းပြချက်လှလှလေးပေးပြီးဖုံးကွယ်ဖို့ကြိုးစားနေတယ်ဒါကိုမသိရင်သွေးရိုးသားရိုးကိစ္စပဲလို့အများကထင်မှတ်နိုင်ပေမဲ့လုပ်ငန်းကြီးတွေကိုဥဆောင်လုပ်ကိုင်ပြီးတော့လူတကာနဲ့ပေါင်းသင်းဆက်ဆံကလက်အောက်ငယ်သားဇယိုက်မျိုးစုံပုံစံမျိုးစုံရှိသူတွေကိုအုပ်ချုပ်လာခဲ့ရတဲ့သူ့အတွက်တော့ကြီးမားတဲ့ပြဿနာကြီးတစ်ခုမကြခင်ရောက်ရှိလာတော့မယ်လို့ကြိုတင်ခံစားသိရှိနေရတယ်။ဒေါ်ချန်ပြောပါမောင်ထုတ်ကောင်အင်ဒရီရှင်းကိုတင်တန်းမပို့နေတော့ဟေးအိမ်မှာပဲဆရာမတယောက်နဲ့ခေါ်သိမ်းဖို့ကြိုးစားပါအရေးကြီးတာသူ့ကိုအခုထက်ပိုပြီးစောက်ရှောက်ကြဖို့ပဲဒေါ်ချန်ရင်နေထိတ်ခနဲတော့ဖြစ်သွားမိတယ်အင်ဒရီရှင်းလေးကဘာတွေထူးခြားမှုရှိလို့လဲအတိအကျတော့မဟုတ်ပါဘူးဒါပေမဲ့တတိဆိုတာပိုရမရှိဘူးလေမောင်ထုတ်ကောင်ပြောလေဒေါ်ချန်အခုတော့စိတ်တွေမုန်းချက်ပြီးထွက်ပေါက်ရှာသေးတာကွယ်အခုလိုထက်လို့ရင်ပိုပြီးဆုံးသွားမလားလို့ဒါပေမဲ့မင်းစိတ်ပူလွန်းတာလည်းဖြစ်မှာပါကွယ်အင်ဒရီရှင်းအတွက်ကျွန်တော်ရည်ရွယ်ထားတဲ့သူရှိပြီလို့အခုလောက်ထိကျွန်တော်ချုပ်ချယ်နေရတာပါအခုထိတော့သမီးလေးကအဲ့ဒီကိစ္စအရှုပ်ရှင်းနေတော့မရှိသေးပါဘူးဒေါ်ချန်တို့တေချာစောင့်ကြည့်နေတာပဲဟာဖေးကောင်လေးနဲ့မှအရောတဝင်မရှိတာဟိုတနေ့ကအဖြစ်ပြက်အမှန်တွေကိုဒေါ်ချန်လိန်ထားမိတယ်တိသွားရင်အင်ဒရီရှင်းအကြီးအကျယ်ပြဿနာတက်တော့မှလေသမီးကိုမောင်နိုင်သိန်ခနဲ့တွေ့ဆုံပေးမှဖြစ်တော့မယ်နိုင်သိန်ခဟုတ်လားအရန်ထက်မြက်တဲ့လူရဲ့တယောက်ပဲဒေါ်ချန်သူကကျွန်တော်အရန်ထင်ကြီးတဲ့စီးပွားရေးလောကမှာနာမည်ကြီးပြီးမသိသူမရှိလောက်အောင်ရှားတာအဲ့လိုလူမျိုးတယောက်ဟာသမီးအိန္ဒြေရဲ့ဘဝအဖို့မို့အဖြစ်ထိုက်ဆုံးပဲမောင်နိုင်သိန်ခအခုနိုင်ငံခြားပြန်လာတာမကြသေးဘူးသူမိဘတွေနဲ့ကျွန်တော်သိခင်တယ်လေသူကျွန်တော်လာတွေ့မှာဒါဆိုတိတ်မသေးချသေးတဲ့ကိစ္စတစ်ခုပေါ့နိုင်သိန်ခရဲ့ရွေးချယ်မှုကရှိသေးတယ်လေဟာကျွန်တော်ထင်တာမလွဲတော့ပါဘူးဒေါ်ချန်ရဲ့အရေးကြီးတာ
အိန္ဒြေရှင်တေချာစောင့်ကြည့်ထားဖို့ပဲအဲ့ဒါတော့စိတ်ချဒေါ်ချမ်းတောင်းဝင်ကြည့်စေရမယ်မနေ့ပြန်ကွန်ပျူတာနဲ့အင်္ဂလိပ်စကားပြောတင်မဲ့ဆီယာမတွေကိုအင်ခေါ်တင်မှုရှာပါကောင်းပြီမောင်ထုတ်ခေါင်ဒါဆိုစိတ်ချမယ်ဒေါ်ချမ်းစိတ်ချပါကွယ်မင်းလည်းစိတ်ကိုလျှော်ပြီးအနားယူလိုက်တော့မောင်ထုတ်ခေါင်အလုတ်ကပြင်ပန်းလာတယ်မဟုတ်လားဦးထုတ်ကောင်လှည့်ထွက်သွားဖို့လို့မောင်ထုတ်ကောင်ဗျာအခုကိစ္စနန်းရီမို့မသိစေချင်ဘူးကွယ်နန်းအရင်စိတ်ပူပန်တတ်တယ်လေကျွန်တော်သဘောပေါက်ပါတယ်ဒေါ်ချမ်းနန်းကသွေးတိုးသမားဆိုတော့ကျမ်းမာရေးအတွက်အားလုံးကစိုးရိမ်ကြပါတယ်ဒေါ်ချမ်းလည်းအနားယူတော့လေအေးပါကွယ်သမီးလေးစီခဏသွားပြီးဒေါ်ချမ်းကြည့်လိုက်ပါအောင်မယ်ပြီးမှပဲနားတော့မယ်ကွယ်ကောင်းပါတယ်ဒေါ်ချမ်းဦးထုတ်ကောင်တယောက်အပေါ်တက်ကိုနေကားတစ်တွေတိုင်းတက်ခဲ့ပြီးသမီးရဲ့အခန်းရှိအရောက်တစ်ချက်လောက်စောင်းငယ်ကြည့်လိုက်ပြီးတော့သူ့အခန်းထဲကိုပြန်ဝင်လာခဲ့တယ်ဇနီးတွေကတော့အခုလောက်ဆိုရင်ဖျားခဲအောင်ရောက်နေလောက်ရောပေါ့လေတက်ပြင်းမောကြီးသာစိတ်လွတ်လက်လွတ်ချလိုက်မိပါတော့တယ်ဘလူးတော်ကြီးချမ်းအိန္ဒြေရှင်ငါတင်ထဲမှာသွားကြမလို့တော့ဟုတ်လားဒါဆိုဟုတ်တယ်အိန္ဒြေရှင်အိမ်ကိုဆရာမတွေလာတင်မေးလိုက်မယ်အိုးအတိတ်ပဲမရှိလိုက်တာဒါမောင်ထုတ်ကောင်ရဲ့ဆန္ဒပဲသမီးတယ်ဒီမောင်ထုတ်ကောင်ကိုယ်တိုင်စီစဉ်တာသမီးလိုက်နာရမယ်အိန္ဒြေရှင်တကယ်တော့မောင်ထုတ်ကောင်ရောနန်းရင်မောမှာတကယ်မိဘကောင်းနေပါသမီးကိုဒီရွယ်အထိလူလေသေးမရှိအရာအလုံးပြည့်စုံအောင်ထားပြီးသွေးမွေးဆောက်ရှောက်ပေးခဲ့တဲ့တာဝန်ကြီးတဲ့မိဘနှစ်ပါးပဲအိန္ဒြေရှင်ဒါအောင်သမီးကမိဘကျေးဇူးကိုသိတတ်ပါကွယ်စိတ်ဆင်းရဲအောင်မလုပ်ချင်ပါနဲ့မနေ့ကကိစ္စမောင်ထုတ်ကောင်အရန်သွေးပြက်တုံ့လုံသွားစီတယ်လေလိမ္မာဝကလေးရဲ့မင်းဘဝလေးစိုးပြေလှပအောင်အခုလိုလုပ်ရတော့သမီးလေးကနားလည်ပေးလိုက်ပါကွယ်အိုးထိုကြီးချမ်းရဲ့အိန္ဒြေရှင်ဒါရီကိုသိပါတယ်ရှင်တယ်ရီမာမီတို့ရဲ့ချစ်ချင်းမြတ်တာကြီးမားမှုအိန္ဒြေရှင်မသိလို့မဟုတ်ပါဘူးဒါပေမဲ့ရှင်တွေကစီးမျောလာတဲ့အိန္ဒြေရှင်ရင်ခုန်တန်ချစ်ချင်းလေးတွေကိုဘယ်လိုတားဆီးထိန်းချုပ်ရမလဲအိန္ဒြေရှင်သူ့ကိုချစ်မိနေပြီဒါရီကိုရက်တန့်သွားအိန္ဒြေရှင်မှမတားဆီးနိုင်တော့တာဒီတော့အိန္ဒြေရှင်ဘာတက်နိုင်တော့မလဲဘယ်လိုလုပ်ရမလဲအိန္ဒြေရှင်ဘယ်လိုလုပ်ရမလဲကွယ်အပြင်ကိုထွက်ခွင့်မပြုတော့ဘူးဆိုတာသိပြီးမတရားရာကြလုံးပါတယ်ရှင်အတွေးလေးတွေကြောင့်အားပြင်လေးထက်ရဲရည်လေးတွေစီးကျလာရတယ်ဒေါ်ကြီးချမ်းဒယ်ရီကိုတော့ပြောပေးပါနော်နောက်ဒီလိုမျိုးမဖြစ်စေရပါဘူးအိန္ဒြေရှင်တင်တဲ့ကိုအချိန်မမှန်တက်ပါမယ်လို့ပြောပြီးပါဒေါ်ကြီးချမ်းရဲ့အိန္ဒြေရှင်တောင်းပန်ပါတယ်နော်မရတော့ဘူးအိန္ဒြေရှင်မောင်ထုတ်ကောင်ကဆုံးဖြတ်ပြီးသွားပြီသမီးဒယ်ရီရဲ့စိတ်ကိုသမီးလည်းသိရသားနေကွယ်အိုးသွားပါပြီညှို့လင်းချက်တွေဝေးပြီပေါ့နေရာမှာရင်ပုံရသားလေးခွေကြကတသိမ့်သိမ့်ငိုလိုက်သူကအိန္ဒြေရှင်ပဲဖြစ်တော့တယ်ဝေးပြီပေါ့ကွယ်နောက်ထပ်တွေးဆုံမှုတွေမရှိတော့လောက်မိုးတောင်ရမ်းဆိုတဲ့ကိုလူချိုးလေးနဲ့အိန္ဒြေရှင်တို့အဝေးကြီးဝင်းရမယ်ကျိန်စာတစ်ပုဒ်ကိုကံကြမ္မာချမှတ်ပေးလိုက်ပြီပေါ့နော်စူးရလိုက်တာရဲဆက်လိုက်တာတသက်မှာတစ်ခါသာဖြစ်ပေါ်ခဲ့မှုတဲ့ခံစားချက်နုနုလေးတွေအခုတော့အရှင်လက်လက်အသက်ခံရပြီပေါ့အသေးနှလုံးတွေကြေးမပြတ်သုံးသွားရပြီဂျိုကြီးချမ်းအတိပေးပြီးတာနဲ့ပြန်ထွက်သွားတယ်အခန်းလေးထဲမှာတယောက်တည်းငိုကြံခဲ့သူကအိန္ဒြေရှင်လေးရဲ့ပါမိုးတောင်ရဲ့အိန္ဒြေအဖြစ်ကိုကြည်လင်မြင်လိုက်ပါအောင်ရှင်နှုတ်ကတတွတ်ရေရွတ်နေမိတယ်အဲ့ဒီနေ့ကတနေ့လုံးအခန်းတကားလေးပိတ်ကဘာမှမစားဘဲအားလုံးကိုစိတ်ကောက်နေဖို့ဆုံးဖြတ်လိုက်တယ်ဒီကိစ္စကိုသူမလွယ်လွယ်နဲ့အလျှော့ပေးလိုက်ဖို့မဖြစ်ပါဘူးတနေ့ဒီတိုက်ကြီးထဲမှာပဲရှင်သန်ကြီးပြင်းရမယ့်အနာဂတ်ကြီးကိုအိန္ဒြေရှင်အယမ်းမုန်းတယ်စိတ်တွေကမုန်းချက်ပြီးပိတ်လောင်နေတယ်စီကန်းကြီးတယ်လို့စိတ်အယမ်းဆက်တဲ့ဒယ်ရီကိုအနိုင်ရအောင်အလျှော့ပေးလောက်အိန္ဒြေရှင်စူးစမ်းရမယ်လေတစ်ချိန်လုံးအခန်းထဲအောင်းနေလိုက်တယ်နေ့လယ်ဘက်သူမထမင်းစင်းမစားဘူးဆိုတဲ့သတင်းရတာနဲ့ဒယ်ရီရောမာမီပါအရေးထားပြီးအိန္ဒြေရှင်စီကိုပြေးလာကြမှာပဲတဖြည်းဖြည်းနိုင်လက်တန်ဟာထမင်းစားချိန်လေးကိုကြော်လွန်လာတယ်ဒေါ်ကြီးကျန်လာခေါ်ပြီးမဲ့လေအိန္ဒြေရှင်လုံးဝအတန်ပြန်မပေးပဲဝေါ့ကမန်လေးတက်ကတချင်းလေးနားထောင်နေလိုက်တယ်အချိန်တွေကြော်လွန်မကကြော်လွန်လာတဲ့အခါမှာတော့အိန္ဒြေရှင်တအားကိုအံ့ဩမင်တိုက်ရပြီနေ့လေ3 နာရီထိုးပြီဆိုတဲ့အသည့်နဲ့တူသူမစီကိုအင်မတန်ဆိုရင်ပူပန်တတ်တဲ့ဒယ်ရီနဲ့မာမီနဲ့သွေးအေးစွာနေနိုင်မှုကိုတီးခွင့်ရလိုက်တယ်သူမရဲ့ဆန္ဒကိုဘလို့မှဖြည့်ဆည်းမပေးနိုင်ဘူးလို့အပြတ်သားဆုံးညှင်းဆန်လိုက်တဲ့သဘောပေါ့ဒါကြောင့်သူမစီကိုနောက်ထပ်ဘသူမှအရေးတယူလာမခေါ်တော့ပဲတစ်ဖက်ကပြန်ငြိမ်သက်သွားတာလေတဖြည်းဖြည်းညနေဆောင်ရောက်ပြီးမိုးဆုံဆုံချုပ်တဲ့အထိအိန္ဒြေရှင်ရှိဟာဘသူမှရောက်မလာတော့ဘိုက်ထဲဆာလောင်မှုတွေကိုသူမခန်းထဲကရေခဲတစ်တာအသေးလေးတွေကချိုရည်ဘူးတွေနဲ့ပဲဖြည့်သိမ့်နေရတယ်ဒုက္ခပါပဲတကယ်ကိုဘသူမှလာမချောကြတော့ဘူးလားမသိအိန္ဒြေရှင်စိတ်ကောင်းရတာတော့ပြင်းကြီးလာရတယ်တနေ့ကိုဘဲမှမထွက်ပဲစိတ်ကောင်းရတာတွေးတာမှက်လို့တကယ်ကိုနည်းနည်းလေးမှစာနာမတနာကြပါလားနော်တူရီတော့သမီးလေးတယောက်ရှိပါတယ်
လာချောဖို့နေနေတတပေလေးရဲ့ကံပစ်ထားတယ်။ကြာရင်သူမဘက်ကပဲအရှုံးပေးပြီးတော့အပြင်ထွက်ရတော့မယ်။ဒယ်ဒီရဲ့အမိန့်တွေကိုလိုက်နာပြီးဒီတိုက်ကြီးထဲမှာပဲတင်တန်းတွေတစ်ခုပြီးတစ်ခုတက်ရတော့မယ်လေ။စိတ်မောစွာအခန်းဘေးဘက်တကားလေးဖွင့်ပြီးဝရန်တာကြီးစီကိုရှောက်ခဲ့တယ်။သူမအခန်းလေးကစပြီးဝရန်တာကြီးစီထိသွားလို့ရအောင်တစ်ဆက်တည်းပြုတ်လောက်ထားတာအောင်တိုက်ကြီးတွေကတကားဘောက်ကိုမဖွင့်မယ်အပြင်ဘက်ဝရန်တာစီသွားလို့ရနေတယ်။ဒါကလေအင်ဒရီရှင်းစိတ်ကြိုက်ဂျယ်ရီဖန်တီးပေးထားတာလေ။အခုတော့အဆင်ပြေစွာဝရန်တာမတဆင့်မိုးကောင်းကင်ကြီးစီကိုမောကြည့်မိတယ်။ကျဲရောက်စုံဝင်းရံကတချမ်းနဲ့သာရှိတဲ့ဒါမင်းကွကွေးလေးနဲ့မိုးကောင်းကင်ကြီးဟာတာယာလှပနေတာပဲလေ။အင်းပြတဲ့လေနုအေးလေးကသူမကိုလေးကိုတစ်ဖြက်ဖြက်တွန်းဝေးတိုက်ခတ်သွားပေမဲ့သူမရဲ့ပူလောင်နေတဲ့ရှင်တဲ့အထိတော့ထိုးဖောက်စိတ်မဝင်နိုင်ပါဘူး။ခြံကြီးတဲ့ငုတ်ကြည့်နေမိတယ်။ခဝေးဝေးမှလင်းနေတဲ့လမ်းမီးတိုင်အောက်ကခရီးရီကတ်တရားလမ်းလေးစီအကျဉ်းရောက်တော့လူတယောက်လက်ကလေးဝှေ့ရမ်းပြနေတယ်။သူမကမှဟုတ်ရဲ့လား။ဝရဏအလင်းရောင်ကြောင့်အထင်းသားမြင်နေရတဲ့သူမကိုအစုံတယောက်ကလေကလေးချုံပြီးလက်ပြနှုတ်ဆက်နေတာတော့အသေးချပါပဲ။ဟက်တော့မီးရောင်နေနေလေးကသူမစီဖြက်ခနဲ့ရောက်လာတယ်။မြတ်စွာဘုရားကြီးလူကိုမီးရောင်အောင်ထွက်ရက်ပြတော့မှပဲအင်ဒရီရှင်မျက်လုံးပြူပါပြီ။တခြားသူဟုတ်ယူလား။အင်ဒရီရှင်အသက်မကဆွဲဆွဲလဲလဲချစ်မိသွားတဲ့ကိုလူကျော်လေးမိုးတောက်ရံရဲ့လေသူမတို့ချန်ရှိကလမ်းမကြီးပေါ်ရောက်နေတာပါလား။သူအင်ဒရီရှင်နေတဲ့နေရာဘလို့လို့တိသွားတယ်လေ။ပြီးတော့သူ့ကြည့်ရတာတယောက်တည်းပဲ။တပင်းမှာသူ့ကိုယ်ရနှော်ကြီးတွေတယောက်မှမရှိဘူး။သူမရှင်တွေခုန်ပြီးတော့စိတ်တွေအယမ်းလှုပ်ရှားနေမိတယ်။သူနဲ့တွေ့ချင်လိုက်တာဘလို့များတော့တွေ့ရပါမလဲ။သူကဆင်းလာဖို့လမ်းခေါ်နေတယ်။အင်ဒရီရှင်အကြောက်ကြီးကြောက်နေမိတယ်။မနေ့ကဖြစ်တဲ့ကိစ္စနဲ့တော့ပြဿနာရှင်းလို့မပြီးသေး။သူမထွက်တွေ့လို့တယောက်ယောက်မြင်သွားရင်ဖြေရှင်းလို့တော့ရမှာမဟုတ်တော့မဖြစ်ပါဘူး။သူနဲ့တော့တွေ့လို့မဖြစ်ဘူး။ဘလို့လုပ်ရမလဲ။ဟာဟုတ်ပြီ။သူလိပ်စာကက်လေးပေးထားတာပဲ။ပြီးပါအောင်။အဲ့ဒါလေးကိုအင်ဒရီရှင်တေချာခောက်ပြီးဖွဲ့ယူလာတာပါ။လုံးဝအပြောင်းရှာမရှိအောင်တတိတရားနဲ့ကိုဖွက်ပြီးယူလာခဲ့တာ။ဘလို့မှထွက်လာလို့အဆင်မပြေဘူးဆိုတဲ့အကြောင်းဖုန်းဆက်ပြောရမယ်။သူမအခန်းလေးတွေကိုနှိတ်ခနဲ့ပြန်ပြေးဝင်ခဲ့တယ်။လိပ်စာကက်လေးကိုပြန်ရှာပြီးဖုန်းနံပါတ်လေးကိုနှိပ်လိုက်တယ်။ခဏကြာတော့တစ်ဖက်ကဖုန်းပြန်ထူးတန်ကြားရတယ်။ဟယ်လိုမိုးတောင်ရင်လားအင်ဒရီရှင်မဟာအင်ဒရီရှင်ဆက်တာလားဟာဝမ်းသာလိုက်တာကွာအခုကိုမင်းတို့ခြံရှိရောက်နေတယ်အင်ဒရီရှင်ကိုခဏလောက်ထွက်တွေ့ပါလားကွာအဲ့ဒါပဲပြောမလို့မိုးတောင်ရင်ရဲ့မနေ့ကလွတ်လွတ်လပ်လပ်ထွက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးဂျယ်ရီအရင်စိတ်ဆိုးသွားတယ်အပြင်ကိုလည်းထွက်ခွင့်မပေးတော့ဘူးတင်းနဲ့လည်းမသွားရတော့ဘူးအိမ်မှာပဲဆီယာမတွေနဲ့ခေါ်တင်ရမယ်တဲ့မိုးတောင်ရင်ရဲ့အင်ဒရီရှင်တော့စိတ်ညစ်လို့တေးတောင်တေးချင်နေတိလားဒီတခါတော့အလျှော့မပေးပဲအစာငဲ့ခံပြီးစိတ်ကောက်ပြတာတော့ဒီနေ့တစ်နေ့လုံးလာအောင်မကြည့်ဘူးလေအင်ဒရီရှင်ကိုပြစ်ထားကြတယ်မိုးတောင်ရင်ရဲ့အင်ဒရီရှင်ဘယ်လိုလုပ်ရမလဲဟာရှင်တို့လေးရဲ့အတန်တုံတုံလေးနဲ့တစ်ဖက်ကပြောနေတဲ့စကားတန်လေးကိုနားထောင်ပြီးမိုးတောင်ရင်စိတ်မကောင်းဖြစ်သွားမိတယ်ဒါပေမဲ့ဒီနေ့တစ်နေ့လုံးသူမလေးကိုတတိယပြီးတော့နေရပြလူဘဝဖြစ်နေရတဲ့သူရှင်လေးကစိတ်ဆန္ဒတွေကိုမထိန်ချုပ်နိုင်တဲ့အဆုံးမှာတော့အပြင်ရအောင်တယောက်တည်းခိုးထွက်ပြီးတက်စီနဲ့ဒီကိုအရောက်လာခဲ့ရတာပေါ့အင်ဒရီရှင်နဲ့သူ့အဖြစ်ကတိုက်ဆိုင်နေပြန်တယ်ဘသူ့ကိုပို့တနာလို့တနာရမယ်နော်မစင်းစားတတ်တော့ပါဘူးမနေ့ကအင်ဒရီရှင်ကိုသူ့အိမ်ကလူတွေအတင်းဆွဲခေါ်သွားတဲ့ကားလေးရဲ့အနောက်ကိုသူ့တက်စီတစီနဲ့ရအောင်လိုက်ကြည့်ခဲ့တယ်သူမလေးနေတဲ့နေရာကိုသိပြီးတော့မှသူပြန်လာခဲ့တာဒီကိစ္စကြောင့်တယောက်တည်းအပြင်ခိုးထွက်ရမလားဆိုပြီးတင်တန်းတက်ခွင့်ကိုမနေ့ကပဲအပိတ်ခံလိုက်ရပြီလေအကြောင်းပြချက်မခိုင်လို့ရင်အပြင်မထွက်ရဘူးတဲ့အခုလိုတယောက်တည်းခိုးထွက်တာလုံးဝခွင့်မပြုနိုင်ဘူးတဲ့လေဒါမိုးတောင်ရန်တဲ့ဒီဦးမောမြင့်ရဲ့တစ်ချက်လို့အမိတ်ပဲသူတနေ့လုံးစိတ်ညစ်ပြီးအခန်းထဲအောင်းနေမိတယ်အင်ဒရီရှင်ကိုဘလို့သားတွေ့နိုင်မလဲလို့တစ်ချိန်လုံးတွေးနေမိတာအရန်ကိုတတိယနေမိရဲ့လေနောက်ဆုံးတော့ဆန်ကြီးတွေကရအောင်ခိုးထွက်ပြီးသူမလေးစီရအောင်လာနိုင်ခဲ့တယ်စွန့်စားပြီးလာခဲ့ရတာပါဒီရောက်တော့အင်ဒရီရှင်ကလည်းအပြင်ကိုထွက်လို့မရဘူးတဲ့တွေးကျင်တယ်မျက်နှာလေးကိုငေးကြည့်ပြီးတော့စကားတွေပြောကျင်တယ်အင်ဒရီရှင်ရဲ့ကိုလည်းအသက်နဲ့ရင်းပြီးစွန့်စွန့်ဆဆခိုးထွက်လာရတာပါကွာအင်ဒရီရှင်ကိုအရင်တွေးကျင်လို့ပါဒါပေမဲ့ဆင်းလာလို့မရဘူးဆိုတော့လေဘယ်တက်နိုင်မှမလဲကိုကမင်းရဲ့မျက်နှာလေးကိုအရင်မြင်ချင်တာလေကိုစိတ်တွေဘာဖြစ်နေပြီလဲဆိုတော့နားအောင်မလဲတော့ဘူးကိုမင်းကိုခင်တွယ်နေမိတာရိုးသားတဲ့ခင်မင်မှုတွေနဲ့မှဟုတ်ရလားလို့စဉ်းစားနေရပြီအင်ဒရီရှင်ရဲ့အိုးဟုတ်တယ်အင်ဒရီရှင်မင်းကိုကုန်းတိုက်ထဲမှာဝင်တိုက်မိကလေးကကိုယ့်ရဲ့နေမှာခန်းစားချက်နုနုလေးတစ်ခုလက်ခနဲ့တိုးဝင်လာခဲ့တာကိုအသိစိတ်တွေဝီဝါးပြီးရှင်ခုန်တန်တွေကလည်းစုညံ့နေတာပဲကိုမင်းကိုမေးလို့မရအောင်ကိုအာယုန်ထဲမှာမင်းရဲ့ပုံရိပ်တွေနဲ့ပြည့်နှက်နေခဲ့တယ်မနေ့ကမင်းနဲ့မထင်ဘက်ပဲပြန်ဆောင်လိုက်တော့မှပဲ
ပိုတိချသွားတယ်။အိန္ဒြေရှင်အဲ့ဒါကိုမင်းကိုအရင်ချစ်မိသွားပြီဆိုတာပါပဲ။ကိုဝင်ခံမဖြစ်မဲ့အိန္ဒြေရှင်ရဲ့တို့ရဲ့တွေးဆောင်မှုတိုင်းကအရန်ကိုအချိန်ရှားပါတူတောင်းလို့အခုလိုပြောခွင့်ရတဲ့အချိန်လေးမှာပဲပြောခွင့်ပြုပါနော်။မင်းကိုချစ်တဲ့အိန္ဒြေရှင်ရှင်နဲ့အသေးတဲ့အသွေးတရားကိုချစ်မိတာပါ။ရုံးမအိန္ဒြေရှင်ရဲ့ကိုချင်ကိုယုံကြည်ပေးပါနော်။မိုးတောင်ရဲ့အားဖြင့်လေးပေါ်မျက်ရည်လေးတွေတောင်မှစီးကျလာရတယ်။အတန်လေးတွေတုံရဲလိုက်ခက်ကသူ့နာမည်လေးကိုရှင်တွေကနေအခါကောင်အော်ခေါ်နေမိတယ်။ကိုလူကျော်ကအိန္ဒြေရှင်ကိုချစ်တယ်လေ။ကျေးဇူးတင်ပါတယ်ကွယ်။အခုလိုအမှန်တိုင်းဝန်ခံခဲ့တဲ့အတွက်အရာကိုကျေးဇူးတင်ပါတယ်ရှင်ရဲ့။အိန္ဒြေရှင်ရင်ထဲမှာလေရှင်ထမရောတဲ့ချစ်ချင်းတွေနဲ့မိုးတောင်ရဲဆိုတဲ့ရှင်ကိုချစ်ခဲ့မိတာပါ။မိန်းကလေးဆိုတဲ့အတိလေးတစ်ခုနဲ့ထိန်းချုပ်လာခဲ့ရတာလေ။အဲ့လိုထိန်းချုပ်ပြီးဟန်ကြီးတစ်ခွဲသားနေနေရတာဘလောက်ထိနှလုံးသားတွေပူမြိုက်နေရတယ်လေဆိုတာရှင်မမသိတာ။အိန္ဒြေရှင်မိုးတောင်ရဲကိုယ်စိတ်ဆိုးသွားပြီလား။စိတ်မဆိုးတဲ့ပြင်အခုလိုရှင်တွေကခံစားချက်တွေကိုအယူသားဆုံးဝန်ခံတဲ့အတွက်အရှင်ရထထောင်ပူချစ်သွားရပြီ။ဘာရဲ့အိန္ဒြေရှင်မညာချင်းမဟုတ်ကွယ်ရှင်ကိုမြင်မြင်ချင်းရင်ခုန်သွားမိတာဝန်ခံပါတယ်။ဟာကွာချစ်ရဲ့အိန္ဒြေရှင်လေးရဲ့ဝမ်းသာလိုက်တာကွာအရန်ဝမ်းသာတာပဲချစ်ရဲ့မိုးတောင်ရဲ့ခဏလေးထဆောက်ပေးပါလားမိုးတောင်ရဲ့အချိန်ခဏဆောက်ပေးပါနော်ရှင်နဲ့တွေ့ရအောင်စူးစမ်းကြည့်ကြသေးလို့ပါစောင့်နေမှာပါရောက်အောင်ထွက်ခဲ့တော့အိန္ဒြေရှင်ကိုမင်းနဲ့တွေ့ကြတယ်ခြံတော့မှစောင့်တော့အခုပဲဆင်းလာခဲ့မယ်တိလားဒါဆိုဖုန်းချလိုက်ပြီအိန္ဒြေအခုထွက်ခဲ့နော်အေးမသူမဖုန်းလေးကိုပြန်ပိတ်လိုက်ပြီးတော့အခန်းပြင်ကိုထွက်လိုက်တယ်အပေါ်တက်တစ်ခုလုံးတိတ်ဆိတ်နေတယ်ဒယ်ဒီနဲ့မာမီကရောက်ဆိုစောစောအိမ်အောင်ဝင်တက်တာမို့စိတ်မပူပင်ရအောက်ထက်ကိုခြေတံဖွားဖွားနေပြီးတော့ဆင်းလာခဲ့မိတယ်အောက်ထက်မှာလည်းတိတ်ဆိတ်လို့ပါလားအားလုံးအိတ်ကုန်ချပြီလားမသိအချိန်အစောကြီးရှိသေးတာအိမ်မှာတော့မဟုတ်သေးအိန္ဒြေရှင်တိတ်ဆင်းစားမနေပဲအပြင်ဘက်ကိုလှည့်ထွက်လာခဲ့တယ်အိန္ဒြေရှင်ကိုအခန်းထဲမှာစိတ်ကောက်ပြီးနေမှာပဲဆိုတဲ့အသည့်နဲ့တိတ်ပြီးစိတ်ဝင်တစားစောင့်ကြည့်နေမှာမဟုတ်ဘူးလေတော်ပါသေးရဲ့သူမချောချောမောမောခြံကြီးထဲဆင်းလာနိုင်ခဲ့လို့ခြံပြင်ကိုတော့ထွက်လို့ရပါမလားခြံစောက်ကြီးကအခုလောက်ဆိုရင်တော်တွဲကြီးကံပြီးထိုင်ဆောင်နေမှာသူမတော်တာနဲ့ပြဿနာဖြစ်မှာအိန္ဒြေရှင်တယောက်မိုးတောင်ရင်စောင့်နေမဲ့သူမတို့ခြံအစုံမှောင်ရိပ်ကြတဲ့ခြံကြီးရဲ့ထောက်ဆုံးရှောက်လာခဲ့တယ်မြင့်မားတဲ့အုတ်တိုင်းကြီးကြောင့်သူနဲ့တွေ့ဖို့အခက်တွေ့နေရပြန်တယ်ဒါပေမဲ့အတန်ခတ်အုပ်အုပ်လေးနဲ့ခေါ်ကြည့်မိတယ်မိုးတောင်ရဲ့ရှင်မမလေးဟေ့အိုးအမလေးရုတ်တရက်အမောင်ရိပ်လေးရဲ့လိုက်ရှာနေမိတဲ့အိန္ဒြေရှင်တယောက်သူမရဲ့လက်လေးတစ်ဖက်ကိုလမ်းဆွဲခံလိုက်ရတဲ့အတွက်ကိုလေးဆိုင်နေသွားစဉ်တမဖြက်လက်တဲ့လက်လေးတစ်ဖက်ကခါချင်းချင်းလေးစီကိုရောက်လာကပွေထိန်လိုက်တဲ့အတွက်ပြိုလဲကျသွားတာဖြစ်ပါတယ်အလက်တကြားလေးမောကြည့်လိုက်တဲ့အခါသူမကိုပွေထိန်ထားသူဟာသူမသိချစ်ပါတယ်လို့ဝန်ခံထားတဲ့မိုးတောင်ရဲဆိုတဲ့ကိုလူကျော်လေးပဲဖြစ်ပါတယ်သူမကိုလေးကသူ့ရင်ခွင်ကြီးရဲ့ရောက်ရှိနေခဲ့တယ်သူမခြံထဲခိုးဝင်ပြီးဝင်လာတော့ကြည်စမ်းအတင်ရဲလိုက်ပါပြီသူကခြံထဲခိုးပြီးဝင်လာတာကိုကြည်စမ်းအတင်ရဲလိုက်ပါပြီခါလေးကနေပွေသိမ်းဖက်တွယ်ထားတာကြောင့်အိန္ဒြေရှင်တယောက်ရင်ကလေးကော့ခေါင်းကလေးမော့ကသူ့ရင်ဘတ်ကြီးနဲ့တသားလေးထိကပ်လို့နေရတယ်ရှက်လက်အံ့ဩစွာသူ့ကိုမောကြည့်လိုက်တယ်ဟုတ်ကဲ့ပါအခုနားဆင်ကြရတဲ့ဇာတ်လမ်းလေးကစာရေးသူရှင်မြတ်တို့ရေးသားထားတဲ့မိုးကောင်းခင်ကြီးသိပါတယ်ဆိုတဲ့ဇာတ်လမ်းလေးရဲ့အပိုင်း1ကိုနားဆင်ကြရတာပါဆက်လက်ပြီးအပိုင်း2ကိုတင်ဆက်ပေးမှာမို့လို့ပရိသတ်များအားလုံးကစောင့်မျှော်နားဆင်ပေးကြပါအောင်ရှင်နားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်